ဖရာယရနာတရားယရနာသံဃာယရနာယရနာတော်မြတ်သုံးပါးနှင့်ဆရာသခင်ယေရှုရှင်ဖြစ်တော်မူသောဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဖရာကြီးဤဉာဏ်တော်အာကြီးမှန်၍ရှိခိုပူဇော်ဖူးမြော်မှန်လျော့ကြောရသောပူဇဝန္တပနာမစေရနာတရားပညာဝိရိယတို့ကြောင့်မိမိတို့အလိုရှိအပ်တောင်းတအပ်သောမအိုးမသေးအမြဲနေသောနိဗ္ဗာန်သို့၎င်းဒုက္ခခတ်သိမ်းကင်းခြင်းရာဖြစ်သောနိဗ္ဗာန်သို့၎င်း1500ကိလေသာတို့ဤချုပ်ရာငြိမ်းရာသိမ်းရာဖြစ်သောနိဗ္ဗာန်သို့၎င်းမိမိတို့အာထုတ်ဆဲဖြစ်သောဝိပဿနာဉာဏ်သည်လျင်မြန်စွာမဲ့ဉာဏ်သို့ကျေစုပြု၍နိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်သည်ဖြစ်ကြစေဘုရားရှင်ကိုရောမြတ်ကြီးကသနာထာဘိကဝေဝိဟရထမာအနာထာလို့ဟောတော်မူပါတယ်အတိပ္ပယ်ကတော့အာကိုးစရာဝိပဿနာတရားလက်ကင်ထား၍သွားကြလာကြနေထိုင်ကြအာကိုးရာတရားမဲ့မနေလိုက်ကြပါနဲ့လို့ဆိုလိုပါတယ်ဘုရားရှင်ကိုရောမြတ်ကြီးရဲ့အဲ့ဒီမိန့်မှာတော်မူချက်အရာပင်ကျေးဇူးတော်ရှင်ဧကမဟာပန္တိတမိုးကုတ်ဆရာတော်ဘုရားကြီးကလည်းအမြဲထာဝရဒကာဒကမတို့ကိုတဖွာဖွာနဲ့တတိပေးနေတယ်မဟုတ်လားအေးအဲ့ဒီတတိပေးချက်အတိုင်းပဲဘုန်းကြီးကလည်းကိုစီကိုငါမပေါ်လိုက်ကြပါနဲ့လို့ထပ်မှနှိုးဆော်ပါတယ်ဖျားလက်ထက်တုန်းကယဟန်တပါးကဒီကနေ့တပည့်တော်ရဲ့နောက်ကျောင်းပြန်တရားဟောမယ်ဖျားကြွတော်မူကြပါလို့ဒီလိုဖိတ်တယ်ဖျားရှင်ကိုရောမြတ်ကြီးသတင်းသုံးတော်မူတဲ့ကျောင်းတိုက်ကြီးတွေမှာဟိုတရားဓမ္မယုံကြီးတွေဆိုတာရှိတယ်နော်တခါမှအဲ့ဒါလိုပဲကိုနောက်ကျောင်းပြန်ကလေးတွေပြန်ဟောမယ်ဗျာဆိုတဲ့အခါဘေးကကိုရောတွေကဝိုင်းအောင်ပြီးတော့လာကြတယ်နာကြတယ်သူတို့တွေကတရားအားထုတ်လို့လေးမဲ့လေးဖို့ရဘိညာဉ်တကူတွေပါတော့နောက်ကျောင်းတွေပြန်မြင်ကြတာကိုအဲ့ဒီကိုနောက်ကျောင်းပြန်ကလေးတွေပြန်ဟောမယ်ဗျာဆိုတဲ့အခါမှာအလုံးဝိုင်းအောင်ပြီးတော့လာတတ်ကြတယ်ခုဒီကနေ့လည်းပဲဒီကိုရောကကြေညာနေပြီးတပြည့်တော်ရဲ့နောက်ကျောင်းကိုပြန်ပြောင်းပြီးတော့ဟောမယ်ဖရာကြွတော်မူကြပါလို့ဆိုတော့အတိဓမ္မယုံကြီးတဲ့ဝင်ပြီးတော့လာကြတာကိုရောဒီမနေဘူးပေါ့နော်အေးဒီကိုရောကမခေပါဘူးအတိတိတာဝကဝင်ပဲအတိတိတာဝကဝင်ဟိုအတိတိဆိုတာက80လို့အတိတ်ပဲရတယ်ဖရာကိုရောမြတ်ကြီးရဲ့လက်ဝဲတော်က40လက်ရတော်ဘက်က40တခါတလေအပြည့်စုံသတင်းသုံးပြီးဆိုရင်အဲ့ဒါလိုပဲဖရာကိုရောမြတ်ကြီးရဲ့လက်ရတော်ဘက်ကတန်းပြီးတော့အရှင်သာရိပုတ္တရာကြီးအမှုပြုပြီးတော့တန်းလိုက်တာအပါပေါင်းဘယ်လောက်တုံး40လက်ဝဲဘက်ကလည်းအရှင်မောက်ကလန်ကိုရောကြီးအမှုပြုပြီးတော့စင်တန်းလိုက်တာအလုံးအပါပေါင်းဘယ်လောက်တုံး40ဟိုဘက်40ဒီဘက်40ဆိုတော့80အတိတိ80လို့ဒီလိုအဓိပ္ပာယ်ရတယ်အောင်မဲ့အတိတိတာဝကဝင်ဖြစ်ဖို့ရဆိုတာလွယ်တာမဟုတ်ဘူးနော်တိတံပါရမီတွေဖြည့်ပြီးမှရတဲ့ဘွယ်တုပဲအဲ့ဒီအခြေအနေပဲအခုဒီကိုတော့ကအတိတိဒီအပါ80တဲ့မှအပါဝင်ကိုတော့ပဲဖရာကိုရောမြတ်ကြီးရဲ့လက်ဝဲတော်ဘက်ကအပါ40ရှိတဲ့အနက်39ပါးမြောက်ပေါ့ဘယ်လောက်တော့39ပါးမြောက်ကိုတော့မောကရာဇယဟန်လို့ခေါ်တာပေါ့ပါတယ်တော့မောကရာဇယဟန်သူဟာမခေဘူးနော်ဒီကိုတော့ကမောကရာဇဆိုတဲ့ကိုတော့ကသူဘာလောက်တတ်တယ်လဲလို့ဆိုရင်သူကသင်္ကန်းကိုဟောင်းနွားဝတ်တတ်တာတဲ့သင်္ကန်းတို့ဘာတို့အသစ်တို့ဘာတို့များရရင် तू မဝတ်ဘူးသူကအဟောင်းပဲဝတ်တယ်အသစ်ဆိုရင်သူ့ရတဲ့ဥစ္စာသူများပေးပလိုက်တာပဲတဲ့အရှင်ဘုရားအဟောင်းအနွမ်းကလေးများရှိရင်တပည့်တော်ပေးပါစွန့်ပါလို့ဒီလိုတဲ့နော်ဒီကိုယ်တော်ကနေရတကအကုန်လုံးဟောင်းနွမ်းစုပ်ပြတ်တီးကြီးလှုပ်တတ်တယ်ဝတ်တတ်တယ်နေတတ်တယ်ထိုင်တတ်တယ်တဲ့အဲ့ဒါကြောင့်ဘုရားကိုယ်တော်မြတ်ကြီးကသူ့ကိုဣတတက်ဖွဲ့ဒူးတောင်ပေးတယ်ဣတတေကံဘိက္ခဝေမမသာဝကာနံလူခစီဝရဒရာနံယတိတံမောကရာဇာ
ငါဖရာသာသနာထဲမှာသင်္ကန်းကိုစုပ်စုပ်ပြက်ပြက်ဝတ်တတ်တဲ့နေရာမှာတော့သူအသာဆုံးတယ်ဟုတ်မဲ့ဒီနေရာလဲဖွဲ့ပေးတာပဲနော်အေးအဲ့ဒါလို့တဲ့သူ့မှာအသက်တည်ရှိရင် तू ကမိုးတတ်ဘူးအသက်ကို तू မြပေးပြီးတော့ तू မြအဟောင်းကို तू ကတောင်းတာတဲ့နော်အဲ့ဒါလို့ကိုတော်နဲ့အတူတူနေရအောင်ကောင်းပါနော်အဲ့ဒါလို့ကိုတော်ဒီကိုတော်မောဂရာဇသူ့နာမည်ကဘာလို့မောဂရာဇလို့ဆိုပါတယ်ဒီကိုတော်ကခုတရားဟောမယ်လို့ဆိုပြီးတော့ကိုတော်ဒီစုံနာနဲ့တပြိုင်နဲ့တရားပွဲစပါတယ်တပည့်တော်ကဟိုးလွန်လေပြီးတော့အတိတ်ကာလတုန်းကတပည့်တော်သူစင်ရဲကလေးပါဗျာဟိုးလွန်လေပြီးတော့ကတ္တပါဖရာလက်ထက်အတိတ်ကာလကတပည့်တော်ကဆင်းရဲတဲ့သူတယောက်ပါဒီတော့တပည့်တော်ကဇယက်နေရတယ်ဖရာအဲ့ဒီဇယက်မှာပဲနေထိုင်ပြီးချက်ပြုတ်စားသူလိုနေလာခဲ့တာတဲ့အဲ့ဒါလိုနဲ့စားတောက်ပြီးတော့လာခဲ့တာကြာတော့လဲဇယက်ဟာညှဉ်းနှွမ်းသွားတာပေါ့ချက်ပြုတ်စားတဲ့မိကိုတွေနဲ့ဘာတွေနဲ့ဆိုတော့မှိုင်းနေသင်းပြီးတော့ဇယက်ကြီးတစ်ခုလုံးညစ်သေးသေးကြီးဖြစ်နေတဲ့အဲ့ဒါနဲ့ကဲဒါကြီးလည်းမကောင်းတော့ပါဘူးကွာကဲဒီဥစ္စာကြီးမီးရှို့ပြလိုက်မယ်ဒီတော့တတ်နိုင်တဲ့သူကအသစ်ဆောက်လိုက်မှာပေါ့သူစိတ်ကူးပါလေအဲ့ဒါနဲ့ဒီဇယက်ကိုမီးရှို့ပြလိုက်တဲ့ဟဲ့လှုပ်လိုက်တာဒီလူသူ့အတူနေအကောင်းသားနဲ့နော်ဒီဇယက်ကြီးညစ်သေးကုန်ပြီကဲမကောင်းတော့ပါဘူးဆိုပြီးတော့နောက်အသစ်ဆောက်နိုင်တဲ့သူကဆောက်လိုက်မယ်ဆိုပြီးတော့မီးရှို့ပြလိုက်တဲ့အဲ့ဒီဥစ္စာကဒုက္ခများသွားတာအိုးတန်ခိကဇယက်လက်ဆိုတော့အဲ့ဒီဥစ္စာအပြစ်ကြီးတာပေါ့အပြစ်မကြီးပေဘူးလားအဲ့ဒီအပြစ်ကြောင့်နဲ့အဲ့ဒီဘွားကသေးတော့ဒီပုဂ္ဂိုလ်အဝီစီကြရတယ်ဟဲ့မနစ်နာဘူးလားကြည်စံဆင်းရဲတဲ့ထဲအတိညာကမွဲတော့ထင်ရလျှောက်လုံးမိတာမဟုတ်လားအခုဒုက္ခတွေများကုန်ပြီးဘယ်ရောက်သွားတော့ဟဲ့အဝီစီတောင်ရောက်သွားတဲ့အဝီစီမှနှစ်ပေါင်းများစွာဒုက္ခတွေခံရပြီးတော့အဲ့ဒီအဝီစီကတက်လာတော့အပယ်လေးပုံရောက်ပါတယ်ပြိတ္တာဘဝရောက်ပြီးတော့ငတ်ငတ်တီးတီးနဲ့ပြိတ္တာဘဝမှာလဲဘဝပေါင်း900ပြိတ္တာဘဝမှာဘဝပေါင်း900အဲ့ဒါလို့နဲ့ပြိတ္တာဘဝငတ်ငတ်တီးတီးပဲစင်စင်ရဲရဲနဲ့အဲ့ဒါလို့နဲ့လာခဲ့တဲ့ဘဝပေါင်း900ပြည့်လို့ပြိတ္တာဘဝကလွတ်ပြီးတော့လူဘဝတော့ရောက်ပါရဲ့ခြေလက်အင်္ဂါမစုံတဲ့ဘဝတွေဖြစ်ရပြန်ရော့တယ်ဘယ်နဲ့တော့နစ်နာလိုက်တာနော်လှုပ်တုံးကတော့တစ်ကြိမ်တစ်ခါခံရတော့အကြိမ်တရားမကဘူးနော်ကြည်စံတန်ခိကဇယက်ကိုမိရှုခဲ့တဲ့အတွက်အခုလူဘဝတော့ရောက်ရပါရဲ့ခြေလက်အင်္ဂါမစုံတဲ့ဘဝရောက်ရတယ်မဟုတ်လားဟင်းဒါတွေနဲ့ပတ်သက်ပြီးတော့စဉ်းစားစရာနော်ဘုန်းကြီးတို့နဲ့သိတဲ့ပုဂ္ဂိုလ်တွေကိုပဲရှိတယ်နော်ရှမ်းပြည်သွားတော့ရှမ်းပြည်မှာအဖြစ်ပြက်အမှန်ပဲကလေးလေးတယောက်ကပြောလာတာဟိုဖရာကြီးတဆူလိုင်ကောင်းထဲမှာကြီးဖရာကြီးရှိတယ်အဲ့ဒီကြီးဖရာကြီးကကြီးကိုလိုချင်တော့ဖရာကြီးကလည်းအကြီးကြီးမမနိုင်တော့လက်မောင်းကြီးဖြတ်ယူတာဖြတ်ယူတဲ့အခါသူတို့တငယ်ချင်း2ယောက်တို့သွားဖြတ်ကြစို့ကွာဆိုပြီးတော့တယောက်ကမိအိမ်ကြီးကင်ပေးရတယ်မိပြတာပေါ့ညမှောင်ဟိုတယောက်ကလွှာကြီးနဲ့ထိုးပြီးတော့ဖြတ်အဲ့ဒါလိုနဲ့ပြတ်လူမှဘေးကအရက်ကဝိုင်းဖမ်းတော့သူတို့မိတာပေါ့မရလိုက်ပါဘူးလက်ကြီးတို့လူတို့ခင်ပါပဲအဲ့ဒီတင်သူတို့တွေလဲထောင်တန်းကြအဲ့ဒီကလွတ်လာတော့စင်စင်ရဲရဲနဲ့နောက်တော့သေကြပါတယ်သေတော့အဲ့ဒီမိအိမ်ကြီးပြတဲ့လူတယောက်ကလူဝင်စားဖြစ်ပါတယ်အိမ်တအိမ်မှာလူဝင်စားဖြစ်ပြီးတော့စကားပြောတတ်တဲ့ဘဝရောက်တော့ပြောလာတယ်သူလဲလက်ပြက်ကြီးနော်အဲ့ဒီသူပြတ်တဲ့ဥစ္စာဟာတဲ့မိအိမ်ကြီးပြတာတဲ့ဟိုဘယ်နာကဖရာကြီးပေါ့ဟိုညာကြီးတို့တကောင်မှာမှောင်ငါကမိအိမ်ပြရတယ်ဟိုကောင်ကလွှာကြီးနဲ့ထိုးတိုက်ဖြတ်နေတာအဲ့ဒါမိအိမ်ပြတဲ့ငါတောင်မှဟောလက်ကြီးပြတ်တယ်ဟိုတကယ်တိုက်ဖြတ်တဲ့ကောင်ဘာတွေဖြစ်နေတယ်မသိဘူးတဲ့သူပြောလာတာနော်ဒီကလေးပေါက်စားကပြောလာတာမိအိမ်ပြရုံပြတဲ့လက်ကြီးတောင်ဘာဖြစ်တော့အပြက်ကြီးမွေးလာတာတဲ့နော်ဟိုကောင်တကယ်တိုက်ဖြတ်နေတဲ့ကောင်ဘယ်ရောက်မှန်းတောင်မသိဘူးတဲ့အဲ့ဒါလူတွေရှိပါတယ်
ပြီးတော့ဘုန်းကြီးတို့နဲ့နီးစပ်တဲ့အထက်ကဒီလိုပုံကိုမျိုးတွေရှိတယ်ဟဲ့ဒီရန်ကုန်မှာအလုတ်လုံးတော့သူကညဆောင်လှုပ်တဲ့ဟိုတောင်တစ်ခုမှာတညလုံးစောင့်ပြီးတော့မနဲ့မိုးလင်းတော့အိမ်ပြန်မယ်ဆိုပြီးတော့ပြန်လာလိုက်တာယထာကြီးကရှန်တိန်လုံးနေတာယထာလမ်းပေါ်ဖြည်းဖြည်းလျှောက်လာရင်ယထာကြီးကငိမ့်ဆိုတော့အဲ့ဒါကြီးကိုမှီးပြီးတော့လိုက်လာတာလူကအိတ်ချင်မူတူးနဲ့ဂမှုခရိုင်းနဲ့တော်တော်လေးဝေးတော့ငပြောခွန်ပေါ်တက်နင်းပြီးတော့ဘိုင်းကနေလဲတော့တာပေါ့လဲတော့လက်ကလည်းပြုတ်သွားခြေထောက်ကတန်လန်းပေါ်သွားပြီးတော့ရောက်တော့ယထာကြီးကကြီးကနေနေအောင်ကြိတ်ချရတယ်ပေါင်တစ်ဖက်ပြတ်သွားတာပဲဟာတကယ်မရှိဆင်းရဲလို့လှုပ်ကိုင်းစားရတဲ့အထက်ခုပေါင်တစ်ဖက်ပြတ်သွားပြီမဟုတ်လားအေးအဲ့ဒါနဲ့ဆေးရုံရောက်ဒီသတင်းကြားလို့ဘုန်းကြီးကသွားမေးတော့ငိုလိုက်တာတပည့်တော်ဘဝတော့ဖြင့်ပြက်ပါဖို့ဖရာအေးကွယ်ဖြစ်သမျှအကြောင်းပေါ့ဆိုပြီးတော့အားပေးပြီးတော့ပြန်လာခဲ့ပါတယ်အဲ့ဒါလို့နဲ့ဒီကောင်ကဘာတွေလှုပ်တယ်လဲလို့ဆိုတော့လူရွယ်နော်အသက်20ဝန်းကျင်လောက်ပဲရှိမယ်ဒီကောင်ကဆေးရုံပေါ်မှာအားရှိတဲ့စာအုပ်တွေဖတ်သူဖတ်တဲ့စာအုပ်တွေကကြံထမ်းတာပဲအမေမိဘဂုံကျေးဇူးမရှိတာယရဏသုံးပါးဂုံကျေးဇူးမဲ့တဲ့စကားမျိုးအဲ့ဒါမျိုးတွေရေးထားတဲ့စာအုပ်စာတမ်းတွေဖတ်တော့တအုပ်ပြီးတအုပ်အဲ့ဒါမျိုးရှားပေးပါဆိုတော့ပေးတဲ့သူကရှားပေးအဲ့ဒါတွေလျှောက်ဖတ်လာတော့ဒီကောင်ဟာစိတ်တက်တွေကြမ်းလာတယ်နော်ဆေးရုံပေါ်မှာကျေးဇူးတရားသိဖို့မလိုပါဘူးဆရာမတွေဆိုတာလဲသူတို့လက်ကရလို့လုပ်နေတာငါကသူတို့ကျေးဇူးတင်နေဖို့မလိုဘူးဒီအသွားမျိုးတွေပြောလာတယ်ပတ်ဝန်းကျင်ကလူတွေလဲဟိုးလူဆိုတဲ့ဥစ္စာဟာဒါဟာတူနဲ့တူတွေ့ကြတုံးလှုပ်ရှားနေကြခြင်းပဲဘယ်သူမှကျေးဇူးတင်စရာမလိုဘူးဒီအပြောမျိုးဒီအယူအဆတွေပဲဘယ်နဲ့စာအုပ်တွေအဲ့လိုဟာမျိုးတွေရှောက်ပြီးတော့ဖတ်လို့ဆဲယုံပေါ်မှာ5-9 လလောက်သူနေရတယ်အဲ့ဒီနေရတဲ့အတွင်းအဲ့ဓာမျိုးတွေရှောက်ဖတ်ပြီးတော့စိတ်တက်တွေလဲကြံကြံထန်းထန်းနဲ့နောက်တော့ဂျိုင်းတောက်ကြီးနဲ့ဆေးရုံပေါ်ကဆင်းလာပါတယ်ဆင်းလာလို့အရက်ထဲမှာနေတယ်ပတ်ဝန်းကျင်နဲ့အဆင်မပြေဘူးဟိုတုန်းကမဆိုးပါဘူးအခုဆေးရုံကဆင်းလာကြကြမှာလူလဲပေါင်တစ်ဖက်ပြတ်လာကြမှာအပြောရအဆိုရအင်မတန်ခက်လာတယ်ကြံကြံထန်းထန်းပဲမဟုတ်တရုတ်တွေလျှောက်လှုပ်တယ်အဲ့ဒါလို့နဲ့ရွာပြန်ရောက်ရွာကလူတွေကသူ့တနာငဲ့ညာလို့လာမေးကြဦးကြီးဦးလေးတော်ကြီးတော်လေးတွေကမေးကြတာပဲ तू ကဘုတော်လွတ်တယ်ဟဲ့ဒီကလေးဘယ်လိုဖြစ်တာလဲငယ်ငယ်တုန်းကဒီလိုမဟုတ်ပါဘူးခုတမျိုးဖြစ်ပါတယ်အဲ့ဒါလို့နဲ့နေရင်ထိုင်ရင်နဲ့အဆင်မပြေပါဘူးအမေအဖေကသာမစွန့်နိုင်လို့မို့လို့ထားရတာမပြေဘူးအဲ့လိုနဲ့ရွာမှာတစ်နှစ်ခွဲလောက်လဲကြာရောယောဂတစ်ခုနဲ့သေပါလေရောလားဒီလူနော်ဒီတော့အဲ့လိုနဲ့သူ့ဘဝတော့ကျွတ်သွားဖို့လို့ဘေးကပြောကြတာမကျွတ်ဘူးနောက်ဘယ်လောက်မှမကြဘူးသူ့ရဲ့ညီမသူ့ရဲ့နှမဝင်းရောက်တယ်မွေးဖွားလာတော့ပေါင်ပြက်ကလေးဟိုဘက်ဘဝတုန်းကဘယ်ဘက်ကပြတ်တယ်လို့ဒီဘက်ဘဝလည်းဘယ်ဘက်ကပြတ်ရသားလေးမွေးလာတယ်သိကြတာပေါ့သူဖြစ်ရမယ်ဒီလိုပဲတူနဲ့တူဖြစ်ကြတယ်ဆိုရင်နိယဆရဖြစ်တတ်ကြတာမဟုတ်လားသူပဲဧကန်ဒသူပဲအမေလှုပ်တဲ့သူကတွေ့ချင်းကိုရင်သွေးလေးမို့လို့သာမစွန့်ရထားနော်ပေါင်ပြက်ကလေးဆိုတော့စိတ်ချမ်းသာနိုင်ပါအောင်မလားမချမ်းသာနိုင်ပါဘူးအမေတိုင်းအဖေတိုင်းတို့ရင်သွေးကလေးကိုလည်းအင်္ဂါပြည့်စုံမွေးပါစေဆုတောင်းလိုက်ရတာအမောမဟုတ်လားအခုအပြက်ကလေးမွေးလာတယ်ဟိုကောင်မဖြစ်ရမယ်မဟုတ်လားဒီပေါက်စားလေးမို့လို့စကားတော့မပြောတတ်သေးပါဘူးအဲ့ဒါလို့နဲ့ရင်တနစ်နဲ့ဒီဥစ္စာလေးကိုမွေးထားလို့ဒီကလေးဟာတိတ်တော့မကြပါဘူး3-4 လလောက်ရှိတော့သူလဲယောဂါတစ်ခုနဲ့ဒီကလေးလဲဆုံးပါတယ်ဆုံးနောက်ထပ်ဘာတွေဖြစ်အောင်မဲတော့မသိဘူးမျက်စိအောက်တယ်2 ဘဝလောက်ခုလိုခြေလက်အင်္ဂါမစုံတာတွေ့လိုက်ရတယ်အင်မတန်နစ်နာစရာမကောင်းဘူးလားရင်းနှင်းစရာကြီးပါပဲဒါကြောင့်မတော်တဲ့အလုပ်တွေများမလုပ်မိအောင်ရှောင်ကျဉ်ကြပါနော်အခုဒီပုဂ္ဂိုလ်ပြောနေပြီတပည့်တော်ကလွန်ခဲ့တဲ့ဘဝအတိတ်ကာလတုန်းကသူစင်ရဲပါတဲ့ဒါကြောင့်ဇယမှာနေရတယ်တန်ကိကဇယမှာနေရတယ်မိရှုတဲ့အတွက်အဝိဇ္ဇိလည်းရောက်ရတယ်မဟုတ်လား
နောက်ဘာဖြစ်ပိတ်တာဘုံရောက်နောက်လူဘဝရောက်ရတယ်မဟုတ်လားလူဘဝရောက်ရပေမဲ့လို့ဘဝပေါင်း900ဇက်တိုက်ဖရာကိုလက်အင်္ဂါမပြည့်မစုံနဲ့တဲ့ဒီလိုတွေပြောတာနော်။အိုးတကယ်နစ်နာလိုက်တာနော်။ဟိုလွန်ခဲ့တဲ့ဖရာသာသနာတော်ကယဟန်2ပါးတော်လန်ခကြီးကသွားလို့ချွေတွေတန်းတွေနဲ့ဇရပ်ပေါ်ရောက်တော့ချွေတွေစူးစူးနဲ့ဇရပ်ပေါ်လှဲအိတ်လိုက်တယ်ဒီတော့ဇရပ်မှာချွေတွေစိုးကုန်တာပေါ့ချွေတွေစိုးကုန်တော့ညစ်သေးမသွားပြီဘူးလားအဲ့ဒီကံတရားကြောင့်တဲ့သေတော့ဘလူကြီးတွေဖြစ်တယ်ဘာတွေဖြစ်ဘလူကြီးတွေဖြစ်ဒီဖရာသာသနာမှာတကောင်ကသူစီလောမတကောင်ကခရလောမသူစီဆိုတာလောမဆိုတာကအမွေကြီးတွေလို့ပဲထောင်ထောင်ကြီးတွေကြမ်းကြမ်းကြီးတွေပေါ့ခရဆိုတာကလည်းကြမ်းကြမ်းဌာနလောမကအမွေခရလောမကြမ်းတမ်းနဲ့အမွေရှိတဲ့ဘလူကြီး2ကောင်တငယ်ချင်းပေါ့ဟိုဘက်ဘဝတုန်းကယဟန်2ပါးတငယ်ချင်းမဟုတ်လားအခုဒီဘက်ဘဝဘလူကြီးတွေဖြစ်တာတော့လေဘလူကြီး2ကောင်တငယ်ချင်းပေါ့လျှောက်သွားနေတာဟူသွားဒီသွားနဲ့ဒီဖရာလက်ထက်တနေရာတော့ဖရာကိုရောမြတ်နဲ့တွေ့ပါလေရောလားဟာဂေါတမကြီးကွာဟေးဂေါတမကြီးဆိုပြီးတော့အနာလာတဲ့ပြီးတော့ခုံတိုးလိုက်တာဒီဘလူကြီး2ကောင်ကလေဖရာကနည်းနည်းနောက်ဆုတ်လိုက်ရတာပေါ့သူတို့ကမေးတယ်အရှင်ဂေါတမကြောက်သလားတဲ့မေးသေးတယ်မကြောက်ပါဘူးနှုတ်မကြောက်ဘာဖြစ်လို့နောက်ဆုတ်တာတုံးတဲ့ဩနောက်ဆုတ်တာကတော့သင်တို့ရဲ့အမွှေးတွေကကြမ်းတာကိုငါအသားတွေစုပဲ့ကုန်နေမယ်တဲ့အဲ့ဒါကြောင့်ကြောက်တော့မကြောက်ပါဘူးမကြောက်ပေမဲ့အသားတွေပဲ့ကုန်မှာဆိုလို့ရှောင်ရတယ်မဟုတ်လားအဲ့ဒါလို့ခရလောမသူစီလောမသူတို့တွေလည်းပဲပစ္စည်းယတန်ခိကပစ္စည်းကိုမယိုမသေး30မှိလို့မဟုတ်လားအဲ့ဒါလူတွေနော်လန့်စရာကောင်းတယ်ကြောက်စရာကောင်းတယ်အခုပြောနေပြီတပည့်တော်ရဲ့ဇာတ်ကြောင်းကအဲ့ဒါလူဖျားကြံတန်ခဲ့ပါတယ်အဝီစီလဲကြခဲ့တယ်အပေဘုံမှာပြိတ္တာဘုံမှာလဲဘဝပေါင်း900အဲ့ဒီကလို့လူဘဝရောက်ပြန်တော့လဲဘဝတိုင်းခြေလက်အင်္ဂါမပြည့်မစုံတဲ့ဘဝတခုခုတခါတလေခြေပြတ်တခါတလေလက်ပြအမျိုးပေါ့တချို့ပဇွန်လေးတွေချိုးလားမသိပါဘူးအဲ့ဒါလေးတွေလည်းရှိတယ်မဟုတ်လားအဲ့ဒါလူလေးတွေတခုမဟုတ်တခုလဲပင်ဖြတ်သေးရတာတွေလည်းရှိတယ်တခါဟာတော့ကတော့ဧည့်သည်လာတော့ဈေးကလည်းပဲအချိန်မရှိတော့ဘူးဒီတော့အိမ်အောက်ကသိုးကလေးကိုထုတ်ပြီးတော့တတ်ချက်ကျွေးမယ်ဆိုပြီးတော့သိုးကလေးအိမ်အောက်ကထုတ်လာတာပေါ့အဲ့ဒီတင်သိုးကလေးကငိုလိုက်တာငိုတော့လည်းစိတ်မကောင်းရှာဘူးပေါ့ငိုလဲငိုပြီးတော့ဟဲ့ပက်ရီလိုက်ပြန်ရောဟဲ့ဘယ်လိုလုပ်တာလဲနင်ကငိုလဲငိုတယ်ရီလဲရီတယ်ဟုတ်ပါတယ်ကျွန်ုပ်ဟာလေအတင်လိုပါပဲတစ်ချိန်လုံးကကျွန်ုပ်လည်းပဲဧည့်သည်လားလို့ကျွန်ုပ်အိမ်အောက်ကသိုးကလေးကိုထုတ်ပြီးတော့တတ်ဖူးပါတယ်အဲ့ဒါလို့တတ်တဲ့ကံတရားကြောင့်သိုးလေးရဲ့အမွှေးနဲ့အညီမြဘဝပေါင်းများစွာကျွန်ုပ်လည်းပင်ပြတ်သေးခဲ့ရတယ်ဗျာအဲ့ဒါခမည်းလည်းပဲလည်းပင်ခုလိုပဲဘဝတိုင်းပြတ်မှာမြင်လို့ကျွန်ုပ်ကဝင်နေလို့ခမည်းအတွက်ကျွန်ုပ်ငိုခြင်းပါနှုတ်ဘာဖြစ်လို့ရည်တာတော့ရည်တာကတော့ဒီဘဝဟာနောက်ဆုံးဗျာနောက်ဆုံးဆိုတော့နောက်ကျွန်တော်လည်းပဲမပြတ်ရတော့ဘူးဗျာအဲ့ဒါဝင်းသာလို့ရည်မိတာပြောတော့အိမ်ရှင်လည်းပဲတော်တုံလှုပ်ခြောက်ချသွားပါတယ်ကဲဒီလိုဆိုလို့ရှိရင်သင်ကိုမတတ်ပါဘူးကဲငါလွတ်ပါတယ်အမေခင်ဗျားကလွတ်ပြီမဲ့လို့ကျွန်ုပ်တနည်းနည်းနဲ့ကျွန်ုပ်လည်းပင်ပြတ်ရမှာပါလွတ်တော့မလွတ်ပါဘူးခင်ဗျားဖြတ်ချင်းဖြတ်မဖြတ်ချင်းနေတနည်းနည်းနဲ့ကျွန်ုပ်လည်းပင်ပြတ်ရမှာတော့အမှန်ပဲအေးမင်းဘာသာမင်းဘယ်လိုပြငါတော့မင်းမဖြတ်တော့ဘူးဆိုပြီးတော့လွတ်လိုက်တော့ဒီdenလွတ်လပ်ထွက်ပြီးတော့စားလျှောက်ပြီးတော့ဟိုသွားဒီသွားစားလို့တောင်ကြီးနာရောက်တဲ့အရောက်မှာဟိုတောင်ပေါ်ကကြောက်တုံးတစ်လုံးလိမ့်ကျလာပြီးတော့တောင်ခုလက်လောက်ရောက်တော့ကြောက်တုံးတစ်လုံးနဲ့ဖြတ်ခနဲ့ဆက်လိုက်တဲ့အခါမှာကြောက်ရွာလေးပဲ့ပြီးတော့သူ့လည်းပင်လာထပ်ခနဲ့ဖြတ်လိုက်တာအဲ့ဒီတင်တခါတည်းတိတိတူတူပြတ်သွားတာပဲတဲ့သေတာပဲနော်ကံတရားတွေကအဲ့ဒါလို့နော်ဖြတ်တာပဲမဟုတ်လားဘဝပေါင်း900ကိုလက်အင်္ဂါပျက်စီးယိုယွင်းတဲ့ဘဝနဲ့နေခဲ့ရတယ်ဗျာအဲ့ဒီဘဝကလွန်တဲ့အခါကျတော့ဘဝပေါင်း900ကလွန်တော့
နောက်ထပ်လူဘဝတွေတော့ရပါရဲ့ဘဝတိုင်းနူနာယောဂဆွဲခဲ့ရတယ်ဖရာဟောဘာယောဂဟဲဘဝပေါင်းဘယ်လောက်900ကြည်စမ်းဒီတိုင်းဆိုလို့ရှိရင်မသက်တာပါပဲလားမသက်တာပါပဲလားဘဝတိုင်းနူနာဆွဲခဲ့ရတယ်ဘဝပေါင်းဘယ်လောက်တော့900အဲ့ဒါလို့နဲ့တပည့်တော်လာခဲ့ရတာနောက်ဆုံးဘဝရောက်တော့ရှင်ဘုရင်နန်းတော်မှာသွားပြီးရှင်ဘုရင်သားဖြစ်ပါတယ်နောက်ဆုံးဘဝလေအဲ့ဒါလို့နဲ့ရှင်ဘုရင်သားကိုကြီးပြာယောဂါတွေဆွဲကပ်နေတဲ့ဆိုတော့တခြားမင်းသားတွေလို့စီစိမ်မရဘူးသူများတွေတော့စီစိမ်ဥစ္စာတွေပေးလို့သူ့တော့လူကြီးမမှီတဲ့သူမို့လို့အဆင့်တန်းမမှီတဲ့သူမို့လို့သူ့နန်းစီစိမ်မပေးဘူးပေါ့မပေးတော့ဆင်းရဲတာပေါ့နော်ဒါကြောင့်မောဂလို့ဒီလိုနာမည်ကလေးတတ်တယ်သူကလူရွယ်လူငယ်ဆိုတော့ရာဇာမင်းမောဂကအချီနီးဆိုတော့အချီနီးဖြစ်တဲ့မင်းဆိုတာစီစိမ်မရတော့သူဆင်းရဲတယ်မဟုတ်လားအဲ့ဒါကိုဘာသာပြန်မဲ့ဆိုရင်မောဂရာဇမင်းဆင်းရဲကလေးမောဂရာဇမင်းဆင်းရဲကလေးဒီလိုပဲခေါ်ကြပါတယ်ဘာဖြစ်လို့တော့ဆိုတော့သူစီစိမ်ရရဲ့လားသူကဘာယောဂါတွေဆွဲလို့နူနာယောဂါတွေဆွဲလို့မို့လို့သူနန်းစည်းစိမ်ရရဲ့လားမရလို့တဲ့ဒါကြောင့်သူမင်းစင်ရဲကလေးခေါ်တယ်မောကာရာဇာမင်းစင်ရဲကလေးဘေးကဒီလိုပဲခေါ်ကြပါတယ်အဲ့ဒါလို့နဲ့အရွယ်ရောက်လာပြီးအသက်20ကျော်တောင်ဖြစ်လာပြီးစည်းစိမ်ရတဲ့ရဲ့တန်းနဲ့မရတော့သူလည်းတန်ဝေကတွေနဲ့ကဲလူဘဝနေရတာလည်းမကောင်းပါဘူးတော့ပဲထွက်တော့မယ်ဆိုပြီးတော့ထွက်လာတယ်ဘသူတော့မောဂရာဇတပည့်တော်ဘဝကအဲ့ဒါလိုလာခဲ့တာဖရာတော့ထွက်ပြီးတော့လာတော့တော်ထဲမှာဟိုဆရာတဆူလုတ်ပြီးတော့နေတဲ့ဘာဝရီပုံနာကြီးနဲ့လာတွေ့တယ်ဖရာဘာဝရီပုံနာပါတယ်တော့ဘာဝရီပုံနာကပညာရှိကြီးပဲသူ့ထံမှာချင်းကားပြီးတော့ပညာသင်ကြားနေတဲ့လူငယ်လူရွယ်တွေ900ခန့်လောက်ရှိတယ်ဘယ်လောက်ရှိတော့အဲ့ဒီထဲတပည့်တော်ရောက်သွားတယ်ဘုရားတပည့်တော်လည်းပဲအဲ့ဒီထဲမှာပဲပညာသင်တယ်ဘာဝရီပုံနာကြီးရဲ့ထာမှာတပည့်ခံပြီးတော့ပညာသင်ပြီးတော့နေပါတယ်ဘုရားအခုဆိုလို့ရှိရင်တော်တဲ့ရောက်သွားပြီမဟုတ်လားတော်တဲ့မှာဘာဝရီပုံနာကြီးရဲ့ထာမှာပညာနီးခံပြီးတော့သင်နေတယ်အဲ့ဒီအချိန်မှာဘုန်းကြီးတို့ဂေါရမမြတ်စွာဘုရားကလည်းပွင့်ပေါ်လာလို့ဟိုနေရာဒီနေရာမှာတရားတွေဟောနေပြီနာမည်တွေလည်းကြီးနေပြီအဲ့ဒီဖျားကိုယ်တော်မြတ်ထံအကြောင်းအရာလေးတွေလျှောက်ချင်တယ်ပုံနာကြီးကဘာဝရီပုံနာကြီးကဒါပေမဲ့သူကိုယ်တိုင်တော့မသွားဘူးသူကအသက်80ကျော်လောက်ဖျားကိုယ်တော်မြတ်ကခုမှပွင့်ပေါ်လာတာအသက်35နှစ်40တွင်ရှိသေးတယ်ငယ်တဲ့သူထံချင်းကပ်ရတာတဲဂုံငယ်တယ်သူကဒီလိုကိုဒါပေမဲ့ဘုရားကိုယ်တော်မြတ်ကပြောတာဆိုတာတွေမှန်တယ်လို့ဆိုတော့လည်းပဲအဲ့ဒီမှန်တာတော့လည်းသူလေးစားပါတယ်ဒီတော့သူကိုယ်တိုင်မလျှောက်ထားဘူးသူ့တပည့်တွေအလျှောက်ထားခိုင်းတယ်ဟိုအကြောင်းအရာဒီအကြောင်းအရာလေးတွေသိကျင်တာကိုတပည့်တွေအလျှောက်ခိုင်းတာပေါ့နော်ဘသူကတော့ဘာဝရီပုံနာကြီးကအဲ့လိုနဲ့ဟိုအကြောင်းအရာဒီအကြောင်းအရာလေးတွေလျှောက်ထားခိုင်းတာ1ယောက်2ယောက်3ယောက်4ယောက်5ယောက်နဲ့အခုမောဂရာဇဆိုတဲ့မင်းစင်ရဲကလေးကိုခိုင်းပြီး15ယောက်မြောက်ဒီသူဆိုရင်ဘယ်2ယောက်မြောက်15ယောက်မြောက်ကွယ်သွားလျှောက်ဆမ်းပါငါသိကျင်တဲ့အချက်လက်ကလေးတွေရှိနေတယ်အဲ့ဒါငါကိုယ်တိုင်လည်းမသွားကျင်ဘူးမင်းကထက်တဲ့သူပဲညံပညာတော်တဲ့ကောင်သွားလျှောက်ဆမ်းကွယ်လျှောက်ရမယ်အကြောင်းအရာကလောကကြီးတစ်ခုလုံးကိုသေမင်းကလိုက်တတ်နေတယ်လောကကြီးတစ်ခုလုံးကိုသေမင်းကလိုက်တတ်နေတယ်ဘယ်သူမှမထားဘူးနော်ဂုံရှိတဲ့သူလည်းမထားဘူးဂုံမဲ့တဲ့သူလည်းမထားဘူးချမ်းသာတဲ့သူတွေလည်းတတ်တာပဲဆင်းရဲတဲ့သူတွေလည်းတတ်တာပဲကြီးတဲ့သူတွေလည်းတတ်တာပဲငယ်တဲ့သူတွေလည်းတတ်တာပဲအကုန်လုံးဘယ်သူမှမထားပဲလိုက်တတ်နေတယ်ကွယ်ဘယ်သူကတော့သေမင်းကအဲ့ဒီသေမင်းမမြင်အောင်ပုံနေလို့လည်းမရဘူးသေမင်းမမြင်အောင်ပုံနေလို့မရဘူးကောင်းငင်တက်နေလို့လည်းမရဘူးရေထဲငုံနေလို့လည်းမရဘူးတောင်ကောင်းထဲသွားပြီးတော့ပုံအောင်နေလို့လည်းမရဘူးသေမင်းကမြင်တာပဲမဟုတ်လား
ဒီသေမင်းမမြင်အောင်ဘယ်လိုလုပ်ရမလဲသေမင်းမမြင်အောင်ဘယ်လိုရှုရမလဲအဲ့ဒါငါသိကျင်တကွယ်သွားလျှောက်ပေးစမ်းပါလို့ခုဘာဝရီဘုံနာကြီးကခိုင်းပြီနော်ဘသူကိုခိုင်းတာတော့မောဂရာဇတပည့်တော်ခိုင်းလို့တပည့်တော်ကဒီတုန်းကသွားခဲ့ရပါတယ်ဖရာထမ်းရောက်တော့လျှောက်ပုံလျှောက်နည်းတွေပါဟိုကသင်ပေးလိုက်တယ်နော်ကထံလောကံအဝေခန္တံမစ္စုရာဇာနပတ္တိဖရာထံရောက်တဲ့အခါကျတော့လျှောက်တယ်ဗန္တိမြတ်စွာဘုရားကထံအဘယ်နည်းအပြင်လောကံယုံနာလောကကြီးကိုအဝေခန္တံရှုတဲ့ပုဂ္ဂိုလ်ကိုမစ္စုရာဇာသေမင်းဒီနပတ္တိမမြင်ရနိုင်ပါသလဲဖရာဘယ်လိုတရားကိုဘယ်လိုမှတ်လို့ဘယ်လိုရှုရင်သေမင်းမမြင်နိုင်အောင်ဖြစ်ပါသလဲဖရာအခုတော့သေမင်းကမလွတ်ဘူးဖရာအကုန်လုံးလိုက်တတ်နေတယ်ဖရာဒီလိုမဟုတ်လားဘယ်လိုလျှောက်တာတော့ဆိုတော့သေမင်းမမြင်အောင်ဘယ်လိုလုပ်ရမလဲဖရာဒီအချက်မဟုတ်လားအလုံးဘုန်းကြီးတို့တရားဓမ္မတို့ခုနေထိုင်ရတဲ့လောကကြီးကိုလည်းပြန်ကြည့်လိုက်ဆမ်းပါလားဘယ်သူများမသေးတဲ့သူမသေးပဲနေရတဲ့သူရှိတယ်လေမရှိပါဘူးအကုန်လုံးသေရတာမဟုတ်လားဟဲ့သေမင်းကလူစီအောင်ပဲလိုက်တတ်နိုင်လို့နဲ့နော်ဟင်းသူမမြင်အောင်ပုံနေလို့ရလားမရပါဘူးချမ်းသာတဲ့သူပိုက်ဆံနေပေးထားလို့ကိုရလားဆင်းရဲတဲ့သူတောင်းပန်ထားလို့ကိုရရဲ့လားမရပါဘူးလားအကုန်လုံးတတ်တယ်။အိုးအရှင်မောက်ကလန်ကိုတော်ကြီးဆိုလို့ရှိရင်ကောင်းကင်တက်နေလိုက်တယ်။ခူသားတွေကသူ့ရိုက်မလို့လာတော့ကောင်းကင်တက်နေလိုက်တော့လွတ်သွားတယ်မဟုတ်လား။ခူသားတွေလည်းပြန်ကုန်ရောဒီတော့မှကြောင်းပြန်ဆင်းပြီးတော့နေလိုက်တယ်။ဒီကနေ့လွတ်သွားပြန်ပြီနောက်တနေ့လာကြပြန်ပြီအရှင်မောက်ကလန်ကြီးကိုရိုက်မလို့တအုံကြီးပဲရုပ်လာတော့ဟိုသူကဘိညာဉ်နဲ့ဟိုကောင်းငင်တက်နတ်ပြည်သွားပြီးတော့နေလိုက်တယ်မိသေးလားမမိဘူးလွတ်သွားပြန်တယ်ဒီနီးအပြင်နောက်တနေ့ကျတော့ဗြဟ္မပြေးသွားနေလိုက်တယ်နောက်တနေ့ကျတော့ဟိုးမိုးပေါ်တက်ပြီးတော့ဇင်ညာလျှောက်ပြီးတော့နေလိုက်တယ်ဒီလိုဆိုတော့ခိုးသားတွေကရိုက်လို့နှက်လို့မရတော့ဘူးပေါ့အဲ့ဒါလိုနဲ့ရက်တွေတော်ကြာပါတယ်ရှောင်းပုံးပြီးတော့နေတာအစပိုင်းတော့လွတ်တာပေါ့လေနောက်တော့သူဆင်ခြင်ကြည့်တယ်ငါဒီနည်းအဖြစ်ရှောင်ရှားလို့လွတ်နိုင်ပါမလားလို့ပြန်ပြီးတော့ဆင်ခြင်တော့မလွတ်နိုင်ဘူးဘာဖြစ်လို့လဲလို့ဆိုတော့သူကလည်းအောင်မယ်တစ်ချိန်တုန်းကသူ့အမေဖေတွေတတ်ခဲ့တယ်ဆိုပါလားဘသူတော့အရှင်မောက်ကလန်ရဲ့အလောင်းအလျာဘသူတတ်ခဲ့အမေတွေအဖေတွေတတ်ခဲ့ဘူးတဲ့အဲ့ဒီကံတရားတွေကလိုက်နေတာအလှဲ့မရသေးလို့လိုက်နေတာဒီဘဝအကျိုးပေးမှဖြစ်မယ်အကျိုးမပေးလို့ရှိရင်လွတ်သွားမယ်မဟုတ်လားအဲ့ဒါကြောင့်အဲ့ဒီကံတရားတွေကနောက်ကလိုက်နေတယ်လို့ဖြစ်တယ်နော်အဲ့ဒါကိုမြင်တော့မှဘယ်လောက်ပဲငါပုံရှောင်းမရနိုင်ပါပဲလားဟဲ့ဆိုတာသိတော့မှကဲခိုးသားတွေဓမြတွေလူစိုးတွေလာပြီမဲ့လို့ရှောင်းမပြေးတော့ဘူးဒီတိုင်းနေလိုက်တော့မှဟာမပြေးစေနဲ့ဟေးဟိုဘက်ကစီဟာဒီဘက်ကကာဟာတုတ်ဟာကျိုးနဲ့တုတ်ဟာအဲ့ဒါလိုဝိုင်းအောင်ပြီးတော့ကျိုးတွေနဲ့တုတ်ဖမ်းရိုက်လိုက်နှက်လိုက်ကြတာစီညံ့ကြေးသွားတာဆိုပဲဘသူတော့အရှင်မောက်ကလန်ကိုတော်ကြီးတကိုးကြီးတဲ့ကိုတော်ကြီးပြန်တော်မူရရှာတယ်မဟုတ်လားသေမင်းကလွတ်အောင်ရှောင်လို့ရရဲ့လားသေးရတာပါပဲကောင်းငင်တက်နေလို့လွတ်ရဲ့လားရေထဲမှာရေငုံသင်္ဘောကြီးနဲ့ပင်လေတဲ့အောက်ထဲသွားပြီးတော့ငုံနေလို့ក៏လွတ်လားဒါမှမဟုတ်စားစရာတောက်စရာတွေအပြည့်နဲ့ဟိုတောင်ကောင်းကြီးထဲသွားပြီးတော့ဘယ်သူမှမသိအောင်ပုံမအောင်နေလို့ក៏သေမင်းကလွတ်ပါမလွတ်ဘူးဘယ်မှာပဲနေသေမင်းကမလွတ်ဘူးတဲ့သေမင်းမလွတ်ဘူးကောင်းကင်မြေရှိုးရေဝဲတို့၍ပုံလျိုးနေခိုမသေးလို့လဲဤကိုမုတ်ချမနေရဘူးဒီခန္ဓာကိုယ်ကြီးနေလို့ရမလားမရပါဘူးဘယ်မှာပဲနေသေမင်းဘဝကလွတ်ပါမလားသေမင်းကမြင်တာပဲမဟုတ်လားမြင်တာပဲဟိုးတိတာခုနှစ်တန်တောင်စဉ်ခုနှစ်ထပ်သွားပြီးတော့ကတ်နေလို့ကိုရမလားမရဘူးဒီအချက်တွေသိကျင်တယ်
ဘာဝရီပုံနာကြီးကဒီအချက်တွေသိကျင်တယ်သေမင်းလွတ်တဲ့နေရာမရှိပါပဲကလားဒီအတိုင်းဆိုလို့ရှိရင်အရှင်ဂေါရမကတော့အကုန်သိတဲ့ပုဂ္ဂိုလ်သွားလျှောက်ဆန်းွယ်ဒီအကြောင်းအရာသိကျင်တယ်ကထံလောကံအဝေခန္တာမစ္စုရာဇာနပတ္တိဗန္တိမြတ်စွာဘုရားကထံအဘယ်နည်းအားဖြင့်လောကံယုံနာလောကကြီးကိုအဝေခန္တံရှုတဲ့ပုဂ္ဂိုလ်ကိုမစ္စုရာဇာတိမင်းဒီနပတ္တိမမြင်ရနိုင်ပါသလဲဖျားဘယ်လိုနေမှဘယ်လိုထိုင်မှသေမင်းဘဝကလွတ်ရမလဲသေမင်းမမြင်အောင်ပုံနိုင်မလဲဒီအချက်သိကျင်တဲ့သွားလျှောက်ပေးပါကွယ်ဆိုလို့လျှောက်တာမဟုတ်လားဟုတ်တယ်အတိတွေကမလွတ်ပါပဲကလားဒီအတိုင်းဆိုလို့ရှိရင်ကောင်းကင်တက်နေလို့လည်းမရရေတဲ့ငုံနေလို့လည်းမလွတ်တောင်းကောင်းတဲ့ပုံအောင်နေလို့လည်းမဖြစ်တောင်းစဉ်9တန်းသီတာ9တန်းတောင်းစဉ်9ထပ်သွားကတ်နေလို့လည်းမလွတ်ဆိုတော့ဘယ်နဲ့လောက်ပါမလဲဒီအချက်ကိုသိကျင်နေတာမဟုတ်လားဟုတ်တယ်ဇရာမရဏဒုက္ခဝတွင်အိုရခြင်းနှင့်သေမင်းလွတ်အောင်ပဲသို့ရှောင်အံ့တောင်း9ထွေရေ9ထပ်လေးကျွန်းရက်ခွင်ကောင်းခင်သမုဒ္ဒရာစัจ java လာမြေတဲ့ပုံခိုလွှဲလေအမြဲမချွတ်သေးဘေးဝမှမလွတ်တို့သာမလွဲရာသည်ဒီလိုမဟုတ်လားအဲ့ဒီသဘောတွေဟောတာပေါ့နာအန္တလိခေကောင်းငင်တက်နေလို့လည်းမလွတ်နာပပတာမစ္စေရည်တဲ့နာသမုဒ္ဒါမစ္စေရည်တဲ့မှာဝင်ပုံအောင်နေလို့လည်းမလွတ်နာပပတာနံဝိဝရိတတောင်ကောင်းတဲ့ဝင်ပုံအောင်နေလို့လည်းမလွတ်ဘူးဒါဖရာကိုယ်တော်မြတ်ကြီးပြောတယ်အဲ့ဒါဘယ်လိုလုပ်ရမလဲသိကျင်တဲ့ကွယ်သွားလျှောက်ပေးစမ်းပါဆိုလို့ကူလျှောက်နေတာမဟုတ်လားဘသူကလျှောက်ပေးရမောဂရာဇခိုင်းတာကဘသူကခိုင်းဘာဝရီပုံနာကြီးကဘသူကဟုတ်တယ်ဘာဝရီပုံနာကြီးကဒါသိဖို့ကောမကောင်းဘူးလားကောင်းပါတယ်သိဖို့ကောင်းလို့ပဲမေးနေတာဟုတ်ပါတယ်ဟုတ်ပါတယ်လောကကြီးတစ်ခွင်လုံးကြည့်လိုက်လို့ရှိရင်မိမိတို့ရဲ့အဖိုးတွေအဖွားတွေလည်းသိခဲ့ကြပေါ့ဒီလိုတွေမဟုတ်လားဟိုတိတဲ့အဖိုးတွေအဖွားတွေရှေ့ကြတဲ့အဖိုးဖွားတွေလည်းသိခဲ့ကြပြီတရွေနဲ့မိမိတို့တွေလည်းသိပဲနီးလာခဲ့ကြပြီမဟုတ်လားဒီသေမင်းကိုလွတ်အောင်ဘယ်နဲ့လှုပ်ပုံးဆောင်ရမလဲဆိုတော့နီးသိဖို့မလို့အပ်ဘူးလားလိုအပ်တာပေါ့လိုအပ်တယ်နော်ဒါသိဖို့လိုအပ်တယ်မသိတဲ့အတွက်သေမင်းကဘဝတိုင်းတတ်လို့မိမိတို့တွေလည်းအသေးချင်းထပ်ခဲ့ကြပြီမဟုတ်လားမသေးရတဲ့နေရာများရှိသလားလာခဲ့ရတဲ့ဘဝတွေလည်းများလာပေါ့ဒီထဲမှာဘဝတိုင်းသေမင်းကတတ်တယ်ဆိုအဲ့ဒါလိုတဲ့တခါဟာတုန်းကဥပတာလကားဆိုတဲ့ပုံနာကြီးကသူ့သားကိုမှားနေတာသားပါတော့ဗျဖေတည်လို့ရှိရင်လေဘသူမှမမြုပ်ဘူးတဲ့နေရာမြုပ်ပါကွကျွန်တော်ဘယ်နဲ့လုံသိရမှာတော့ဟောသားကလည်းဖေပြထားမှာပေါ့ပြထားပါလာသားဒီလိုဆိုသွားကြစို့ဆိုပြီးတော့သားဖာနှစ်ယောက်သွားကြတာအဲ့လိုနဲ့တရွေနဲ့ဂိစကုတ်တောင်ထိပ်ပေါ်ရောက်သွားတယ်ဂိစကုတ်တောင်ထိပ်ပေါ်ရောက်သွားတယ်အဲ့ဒီတင်တောင်ထိပ်ပေါ်လဲရောက်ကြောတွေ့လားဟောဘက်ကတောင်တလုံးဟိုဘက်ကတောင်တလုံးဒီကတောင်တလုံးဒီတောင်သုံးလုံးရဲ့ဂျာအလဲကောင်မှာဘယ်သူမှမမြုပ်ဘူးသေးဘူးကွဖေတည်လို့ရှိရင်အဲ့ဒီနေရာမြုပ်ပါဟုတ်ကဲ့ဆိုပြီးတော့သားဖာနှစ်ယောက်တောင်ပေါ်ကပြန်ဆင်းလာကြတီတယ်ဘုရားကိုယ်တော်မြတ်ကလန့်ခုလာမှတွေ့တာကိုဟဲ့ဒီသားဖာနှစ်ယောက်ဘဲကပြန်လာကြတာလေဒီတော့သားလှုပ်တဲ့သူကတွတ်ပဲဖြေတယ်ဒီလိုဘုရားဖေကပြောတယ်သူသေးလို့ရှိရင်ဘယ်သူမှမမြုပ်ဘူးတဲ့နေရာမြုပ်ရမယ်ဆိုလို့တပည့်တော်ကမသိလို့သူလိုက်ပြတာဘုရားတွေ့ခဲ့ကြလားတွေ့တယ်ဘုရားဘယ်နာမှာတော့ဟိုဘနာမယ်ဘုရားငါပြစမ်းဟဲ့
ဆိုတော့ဒီတင်သားဖနှစ်ယောက်ကရှေ့ကသွားဖះကနောက်ကလိုက်ပြီးတော့ပြောပါတယ်ဟောက်ဘက်ကတောင်တလုံးပြဒီဘက်ကတောင်တလုံးဟဲ့ဒီတောင်တလုံးရဲ့ဟိုတောင်ရဲ့ဒီတောင်သုံးလေးရဲ့ဂျာအလေကောင်းမှာဘယ်သူမှမမြုပ်ဖူးသေးဘူးတဲ့ဖះဖေဖေကပြောတယ်သူသေးလို့ရှိရင်အဲ့ဒီနေရာမြုပ်ပါတယ်ဖះဆိုတော့အောက်မဲ့လေးဟဲ့တင်တို့ကဘယ်သူမှမမြုပ်သေးဘူးလို့အောက်မေ့သလားအိုးတစ်ပြန်သူတွေအသာထားအောင်ဟဲ့လေဟောသင်ရဲ့ဖခင်ဟာဒီရာဇကြိုမြို့မှာကြည့်တဲ့ဖြစ်ပြီးတော့ပုံနာမျိုးမှာဖြစ်၍ဥပတာလကဆိုတဲ့နာမည်နဲ့ကြီးတယ်ဟဲ့ဒီတောင်သုံးလုံးရဲ့ဂျာအလေကောင်မှာသုတ်တာသာဇာတိသာတာနိဇာပိတောဘဝပေါင်း1,400မြုပ်ပြီးပြီဟဲ့ပြောတာဘဝပေါင်း1,400ဒီပြန်သူတွေမြုပ်တာဒီပြန်သူတွေမြုပ်တာအသာထားအောင်သင်ဖခင်လေဥပတာလကဆိုတဲ့နာမည်နဲ့ကြီးတဲ့ဒီတောင်သုံးလုံးရဲ့အလေကောင်မှာဘဝပေါင်းဘယ်လောက်မြုပ်ပြီးလဲ1,400မြုပ်ပြီးပြီဟဲ့သင်တို့ကမသိလို့ဘယ်သူမှမမြုပ်သေးဘူးလို့ထင်တာဆိုတော့သားဖာနှစ်ယောက်ငိုင်းကြသွားတယ်အဲ့ဒီတော့မှဘုရားကိုရောမြတ်ကြီးကရှေ့ဆက်ဟောတော့သားဖာနှစ်ယောက်လုံးသောတာပန်ဖြစ်ကုန်ကြပါတဲ့ဤအဲ့ဒါမြင်လို့လဲဘုရားကိုရောမြတ်ကြီးကအပင်မခံပြီးတော့တောင်ခုလကနေဆောင်နေတာသိတယ်သူတို့သားဖာနှစ်ယောက်တောင်ပေါ်တက်သွားတာဘာလို့ဖို့တက်သွားတယ်ဆိုတာသိတာပဲဟောရအောင်လို့အခွင့်ကြီးပြီးတော့ဘုရားကိုရောမြတ်ကစောင့်ပြီးတော့နေတဲ့အခုဟောလိုက်တော့နှစ်ယောက်လုံးသောတာပန်ဖြစ်မကုန်ဘူးလားအဲ့ဒါလိုပါတယ်ဒီတော့နေရတကားတခြားသူတွေမပြောထားနဲ့ဒီသူတူတဲ့ကြီးတဲ့ကဲအဲ့ဒီနေရာမှာဘဝပေါင်းဘယ်လောက်တဲ့1,400တခြားနာမည်တွေနဲ့တခြားသူတွေလည်းဒီထက်မြုပ်ဖူးသေးတာပေါ့အဲ့ဒါလို့ဘုန်းကြီးတို့တရားဓမ္မတို့လည်းမသိလို့သာပါဒီသဘောပါပဲတခါဟာတော့ကအရှင်သာရိပုတ္တရာကိုရောကြီးဆွမ်းကံပြန်လာတော့ဒီကနေ့ငါမသေးဘူးတဲ့နေရာဆွမ်းစားမယ်စိတ်ကူးနဲ့လေတပိတ်ကြီးပိုက်လို့ဟိုဘက်ကြည့်လိုက်ပြန်တော့လည်းသေးဘူးဒီဘက်ကြည့်ပြန်တော့လည်းသေးဘူးဟိုနေရာလည်းသေးဘူးဒီနေရာလည်းသေးဘူးအနှံ့အပြားပဲကိုဘဝတန်တရားကြီးကလည်းရှည်လှတယ်ဒီထက်ဘဝပေါင်းလည်းများစွာမျိုးစုံဖြစ်ရတာအဲ့ဒီထက်နေရာတကာသူသေးဘူးတာကြီးဖြစ်နေတာပေါ့အဲ့ဒါနဲ့ရှောက်သွားနဲ့အိုးတရွေ့နဲ့ကြောင်းတယ်လည်းပဲသေဘူးတာပဲနေရာတကာအနှံ့အပြားမြေပြင်ကြီးတစ်ခုလုံးသေဘူးတဲ့နေရာတွေကြီးဖြစ်နေအဲ့ဒါနဲ့ရှောက်သွားရင်သားနဲ့နောက်တော့ပင်လေကန်းဆက်ကြီးနာရောက်သွားဟောပင်လေကန်းဆက်မှာကြောက်တုံးကြီးတုံးရှိရဲ့ဒီကြောက်တုံးကြီးပေါ်တော့ငါမသေးဘူးလောက်ပါဘူးလေဆိုပြီးတော့စွန့်စားမလို့ကြောက်တုံးကြီးပေါ်တက်ပြီးတင်းပြင်းခွေတာတဲ့အောင်မဲ့ဆွန်းလုံးနှိုက်ခါနီးကြတော့မှဆင်ကျင်လိုက်တော့ဟိုပဇွန်လုံးကြီးဖြစ်ဖူးတော့ကဒီကြောက်ကြတဲ့ညက်သေးခဲ့ဘူးတာပဲအဲ့ဒါလူတဲ့ဒီတော့ဘဝပေါင်းကလည်းမျိုးစုံသေးဘူးတဲ့နေရာတွေကလည်းထပ်နေတာမဟုတ်လားသေမင်းကနေရာကအနှံ့လိုက်တတ်တယ်မဟုတ်လားဒါကြောင့်လဲဒီအချက်ဟာသိဖို့ကောင်းပါတယ်သေမင်းမမြင်တဲ့နေရာကိုသိဖို့ကောင်းတယ်သေမင်းမမြင်အောင်ဘယ်လိုလုပ်ရမလဲဆိုတဲ့အချက်ကိုသိဖို့မလိုအပ်ဘူးလားလိုအပ်တယ်ဒါကြောင့်လာလျှောက်ခိုင်းနေတာကထံလောကံအဝေခန္တမစ္စုရာဇာနပတ္တိဗန္တိမြတ်စွာဘုရားကထံအဘယ်နည်းအပြင်လောကံယုတ်နံလောကကြီးကိုအဝေခန္တရှုတဲ့ပုဂ္ဂိုလ်ကိုမစ္စုရာဇာတိမင်းသည်နပတ္တိမမြင်ရနိုင်ပါသလဲဖရာလျှောက်တာမဟုတ်လားအတိတ်ပဲရရဲ့လားသေမင်းမမြင်အောင်ဘယ်လိုပုံဆောင်ရမလဲဖရာဆိုတာမဟုတ်လားဟုတ်တယ်သေမင်းလွတ်အောင်ရှောင်ကျင်တယ်ဒီတော့မှဖရာကိုရောမြတ်ကြီးကပြောတယ်သုံးညာတော်လောကံအဝိခတုမောဂရာဇသဒ္ဒါတတောမောဂရာဇအမိရတဲ့မင်းစင်ရဲ့ကလေးအများကလည်းဒီလိုခေါ်တယ်မဟုတ်လားဒါကြောင့်ဘုရားကိုယ်တော်မြတ်ကလည်းသူ့ကိုမင်းစင်ရဲ့ကလေးလို့ပဲခေါ်တယ်နော်သုံးညာတော်လောကံအဝိခတုမောဂရာဇသဒ္ဒါတတောသုံးညာတော်လောကံအဝိခတုမောဂရာဇသဒ္ဒါတတောအတ္တနုဒိဋ္ဌိဥဟိသဧဝံမစ္စုတရောတိယမောဂရာဇအမိရတဲ့မင်းစင်ရဲ့ကလေးလောကံယုတ်နံလောကကြီးကို
တုံညာတော့တုံညာအပြင်ဝါတုံညာဖြစ်အောင်အဝိခါသူရှုပါလောယုံနာလောကကြီးကိုတုံညာဖြစ်အောင်ရှုပါယုံနာလောကကြီးကိုတုံညာဖြစ်အောင်ရှုပါဆိုတော့ခုဘုန်းကြီးတို့အားလုံးတရားဓမ္မတွေတရားနာနေတာခန္ဓာပဲနှစ်ပါးခန္ဓာ၅ပါးဆိုတာကယူပဲခန္ဓာဝေဒနာခန္ဓာသင်ញေခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာအဲ့ဒီထဲမှာရှေ့ဆုံးကယူပဲခန္ဓာယုတ်တရားမဟုတ်လားပြီးတော့ကျန်တဲ့ဥစ္စာတွေက၄ပါးကတော့နာမ်ခန္ဓာနံတရားတွေယုတ်တရားနဲ့နံတရားယုတ်တရားနဲ့နံတရားအဲ့ဒီယုတ်နံနှစ်ပါးဟာဖြစ်တတ်ပြတ်တတ်ပြောင်းလဲတတ်မဟုတ်လားဒါကြောင့်လောကလို့ခေါ်တယ်လုံဇနာပလုံဇနာထေနာလောကောဖြစ်တတ်ပြတ်တတ်တဲ့အ내သဘောကြောင့်လောကခေါ်တယ်ယုံနာနှစ်ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးခန္ဓာ၅ပါးဒီတရားတွေကတည်ငြိမ်နေတာမဟုတ်ဘူးဖြစ်တတ်ပြတ်တတ်တာတွေမဟုတ်လားဒါကြောင့်သူတို့ကိုဘယ်နဲ့ခေါ်လောကဘယ်နဲ့ခေါ်လောကအဲ့ဒီလောကကြီးကိုတဲ့ခုဖရာကိုယ်တော်မြတ်ကဖြေးနေပြီဒါအရေးကြီးတဲ့အခါရောက်လာပြီပေါ့တုံညာတော်လောကဥက္ခတုမောဂရာဇတတာတတောမောဂရာဇမောဂရာဇအမိရတဲ့မင်းစင်ရဲ့ကလေးလောကံယုတ်နံလောကကြီးကိုယုတ်တရားနဲ့နံတရားအကျဲချဲ့ရင်ခန္ဓာ၅ပါးဒီဥစ္စာလောကလို့ခေါ်တယ်မဟုတ်လားဘာလို့လောကခေါ်ဖြစ်တတ်ပြက်တတ်လို့ဗါတဲ့ဖြစ်တတ်ပြက်တတ်လို့ဘာခေါ်တော့လောကခေါ်ဒီလိုပဲရှေ့တုန်းကခေါ်ပါတယ်ယုံနာနှစ်ပါးခန္ဓာ၅ပါးကိုလောကလို့ခေါ်တယ်နော်အဲ့ဒီလောကကြီးကိုတဲ့တုံညာတော်တုံညာအပြင်ဝါတုံညာဖြစ်အောင်ဝါဘာမှမရှိအောင်အဝိခါသူရှုပါလောဘသူကပြောနေတာတော့ဖရာကပြောနေတာအရေးကြီးပြီအရေးကြီးပြီဖရာကမိန့်တဲ့ဥစ္စာဘုန်းကြီးတို့ယူရမယ်နော်ဟိုကလာပြီးတော့မေးတယ်သေမင်းမမြင်အောင်ဘယ်လိုရှုမှရမလဲဖရာဆိုတော့သေမင်းမမြင်အောင်ဘယ်လိုရှုရမလဲတုံညဖြစ်အောင်ရှုဗါတဲ့တုံညဖြစ်အောင်ရှုဘာကိုရှုရမလဲယုံနံလောကကြီးကိုဘာကိုရှုရမလဲယုံနံလောကကြီးကိုဘယ်လိုဖြစ်အောင်ရှုရတုံညဖြစ်အောင်ရှုဟုတ်တယ်တုံညဖြစ်အောင်ရှုပါဆိုတော့ရှုစရာခန္ဓာပဲနှစ်ပါး၅ပါးဘသူတွေတဲ့ယူပဲခန္ဓာဝေဒနာခန္ဓာသင်ញေခန္ဓာသင်္ခါရခန္ဓာဝိညာဏခန္ဓာအဲ့ဒါတွေကအရှုခံတရားတွေမဟုတ်လားအရှုခံဘက်ကခန္ဓာပဲနှစ်ပါး၅ပါးတကယ်ရှုပြီဆိုရင်တော့၅ပါးတဲ့ကတစ်ပါးပါးရွေးရှုရမှာပေါ့ရှုတဲ့ဥစ္စာတွေကညံနေရှုတဲ့ဥစ္စာတွေကညံနေအရှုခန္ဓာကအရှုခံဘက်ကခန္ဓာ၅ပါးအေးအဲ့ဒီထဲကအဥဆုံးဖြစ်တဲ့ယုတ်တရားကိုပဲပြောကြစို့နော်ယုတ်တရားကိုအရှုခံထားမယ်ဉာဏ်၅ပါးကရှုဉာဏ်များအရှုခံတရားနဲ့ရှုဉာဏ်များအရှုခံတရားနဲ့ရှုဉာဏ်များအဲ့ဒါလိုလုပ်မယ်ယုတ်တရားကိုရှုပြီးယုတ်တရားကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ယုတ်တရားကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ယုတ်တရားတွေကတည်ငြိမ်နေမှာလားဖြစ်ပြက်နေမှာလားယုတ်တရားတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့ယုတ်တရားတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့ဒီလိုနေဘူးလားအဖြစ်အပျက်တွေကဘာသစ္စာဒုက္ခသစ္စာမြင်တဲ့ဉာဏ်ကဘာသစ္စာမဂ္ဂသစ္စာအေးစောစောတုန်းကပြောပြီးပဲယုတ်တရားရှုတဲ့အခါအတုံးခဲယုတ်ကြီးလားဟိုတိမ်မွေးတဲ့ယုတ်လားတိမ်မွေးတဲ့ယုတ်အတုံးခဲကြီးတွေမြင်နေလို့ကတော့နိဗ္ဗာန်ရတဲ့အမြင်မျိုးမဟုတ်ပါဘူးတဲ့ဆရာတော်ဘုရားကြီးကခဏခဏပြောပါတယ်တိမ်မွေးတဲ့ယုတ်ကလေးတွေမြင်မှာတိမ်မွေးတဲ့ယုတ်ကလေးတွေကိုမြင်ရမှာပထမပိုင်းဆိုရင်ညံ့အောင်မှရေးရေးနဲ့ပြောင်းလဲနေတဲ့တိမ်မွေးတဲ့ယုတ်ကလေးတွေမြင်ရမှာပေါ့အဲ့ဒီယုတ်ကလေးတွေကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ယုတ်ကလေးတွေကအရှုခံဉာဏ်၅ပါးကရှုဉာဏ်ဆိုတော့ယုတ်ကလေးတွေကအဖြစ်အပျက်ရှုတဲ့ဉာဏ်ကမဲ့ဟုတ်ပြီလားဖြစ်ပျက်တွေကဘာသစ္စာဒုက္ခသစ္စာရှုတဲ့ဉာဏ်ကဘာသစ္စာမဂ္ဂသစ္စာဟိုကဖြစ်ပျက်တာကိုဒီကထပ်ခနဲ့မက်ကလေးနဲ့သိမယ်ပေါ့ဖြစ်ပျက်နေတာလေးကိုမက်ကလေးနဲ့သိမယ်ဖြစ်ပျက်နေတာကိုမက်နဲ့သိမယ်ဖြစ်ပျက်မဲ့ဖြစ်ပျက်မဲ့ဖြစ်ပျက်မဲ့ဒါပဲနှစ်ခုတည်းပေါ့နော်အကြည့်ခန္ဓာလေးနဲ့ကြည့်တဲ့ညာအကြည့်ခံနဲ့ကြည့်ညာအကြည့်ခံနဲ့ကြည့်ညာဒီနှစ်ခုပဲရှိမယ်မဟုတ်လားအဲ့ဒါလိုလေးတွေနဲ့ကြည့်ပြီးတော့နေတော့ယုတ်တရားကလေးတွေကိုစောစောပိုင်းတော့မြင်နေပါသေးတယ်စောစောပိုင်းတော့ဘယ်နဲ့တော့မြင်နေပါသေးတယ်မြင်နေသေးရင်တုံညမဟုတ်သေးဘူးပေါ့
ရှုပါဆက်ရှုပါဆက်ရှုပါရှုပါများတော့လေဖြစ်တာနဲ့ပြက်တာဖြစ်တာနဲ့ပြက်တာညာငါမယ်အဖြစ်ပြက်တွေကဘာသစ္စာဒုက္ခသစ္စာမြင်တဲ့ညာငါဘာသစ္စာအဲ့ဒါလိုနဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့နဲ့ဒီလိုမြင်နေတဲ့အချိန်ခါမှာဆိုရင်ဒါလမ်းစဉ်မှန်းနေပြီပေါ့ဟုတ်တယ်လို့ရင်ရပါတယ်ရပါတယ်ခုရတဲ့သူတွေလည်းတွေ့နေပါပြီရှောက်လဲရှောက်ကြပါတယ်ကိုညံကိုတန်တန်ကိုခန္ဓာနဲ့ကိုညံနဲ့ခန္ဓာပေါ်မှာကြည့်တဲ့အခါသူ့အရှိအရှိတိုင်းဖြစ်ပြက်နေပုံလေးတွေမြင်ကြပါတယ်မြင်ပါတယ်ဒီလိုမြင်ရင်အမှန်တိုင်းမြင်ခြင်းပဲပေါ့အဲ့ဒါလိုမြင်ပြီးတော့နေထပ်ပြန်တယ်လဲရှုထပ်ပြန်တယ်လဲရှုပါများလာတော့ဒါပါပဲလားဖြစ်တာနဲ့ပြက်တာပြက်တာနဲ့ပြက်တာရှိတာကလည်းဒါပဲရှိတာမဟုတ်လားဒါကိုအမှန်တိုင်းမြင်ပြီးတော့လာတော့ထပ်ပြန်တယ်လဲမြင်ပါများလာတော့သူတို့အပေါ်မှာတွေ့တာမှုကင်းကွာလာတယ်တွေ့တာမှုကင်းကွာလာတယ်တွေ့တာမှုဆိုတော့လူကျင်တတ်တဲ့လောဘတဏှာကင်းကွာလာတာပေါ့ကင်းကွာလာလဲဆက်ရှုကင်းကွာလာလဲဆက်ရှုခိုးတော့ကတော့လူကျင်ခဲ့တယ်ဒီလိုဟာတွေမသိလို့အခုတော့ဖြစ်ပြက်နေတာဆိုပါလားဖြစ်ပြက်နေတာမျိုးဖြင့်မလူကျင်တော့ပါဘူးဒီအနေထားပေါ့နော်ရှုနေပါဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့ရှုရင်နဲ့တဖြည်းဖြည်းနောက်ဆုံးကျတော့ဖြတ်ခနဲ့ရှုနေတဲ့ညံ့အောက်မှာပဲအဖြစ်ပြက်တွေပျောက်သွားပါတယ်တဲ့ရှုနေတဲ့ညံ့အောက်မှာပဲအဖြစ်ပြက်တွေပျောက်သွားပါတယ်တဲ့ဒီတော့ဒီညာဟာဘာနဲ့သွားတဲ့အဖြစ်ပြက်မရှိတာနဲ့သွားတဲ့ဘာနဲ့သွားတဲ့အဖြစ်ပြက်မရှိတာနဲ့သွားအဖြစ်ပြက်တွေတုန်းကဘာသစ္စာဒုက္ခသစ္စာအဖြစ်ပြက်မရှိတာကြတော့ဘာသစ္စာနိရောဓသစ္စာအဲ့ဒါနဲ့သွားတဲ့လားဒီညာဟာနော်တဲ့တဲ့ညာကဘာတဲ့တဲ့ညာကတော့ဘာတော့မေဃသစ္စာဟုတ်ကဲ့နော်ပြန်ပြောပါဦးမစောစောတုန်းကဖြစ်ပြက်မဲ့ဖြစ်ပြက်မဲ့နဲ့ဆိုပြီးတော့အဖြစ်ပြက်နဲ့မဲ့နဲ့အဖြစ်ပြက်နဲ့မဲ့နဲ့အဖြစ်ပြက်ကလေးတွေကဘာသစ္စာဒုက္ခသစ္စာမြင်တဲ့ညာကဘာသစ္စာအဖြစ်ပြက်မြင်တဲ့ညာဆိုတော့၈ပါးလား၅ပါးလား၅ပါးဆိုတော့လောကုလားလောကီလားဟုတ်တာပေါ့အရှုခံကလည်းဒုက္ခသစ္စာဆိုတော့မြင်တဲ့ညာကလည်းလောကီပဲပေါ့မြင်တဲ့ညာကလည်းလောကီဟာဒီလိုဆိုရင်မှန်းနေပြီလမ်းစဉ်တဲ့နေပြီဒီဥစ္စာကိုမလွတ်ပါနဲ့ရှုပါများပြီးတော့လာတဲ့အခါကျတော့နောက်ဆုံးကျတော့ဒီအပေါ်မှာတွေ့တာမှုကင်းကွာလာတယ်ဆိုတော့မလိုချင်ဘူးပေါ့နော်မလိုချင်လဲရှုပါရှုရင်နဲ့ဖြတ်ခနဲ့အရှုတဲ့ညအောက်မှာအရှုခံတရားအဖြစ်ပြက်ကလေးတွေဖြတ်ခနဲ့ပျောက်သွားတယ်တဲ့ဖြတ်ခနဲ့ပျောက်သွားတယ်ဆိုတော့ဒီညာကဘာနဲ့သွားတဲ့အဖြစ်ပြက်မရှိတာနဲ့သွားတဲ့ဗါတဲ့အဖြစ်ပြက်မရှိတာနဲ့သွားတဲ့ဖြစ်ပြက်မရှိတာဆိုတာဘာသစ္စာနိရောဓသစ္စာအဲ့ဒီနိရောဓသစ္စာနဲ့သွားတဲ့တာပေါ့အဲ့ဒါလိုသွားတဲ့ခါကျတော့၅ပါးမကတော့ဘူး၈ပါး၅ပါးမကတော့ဘူး၈ပါး၈ပါးဆိုတော့လောကီလားလောကုတ်လားလောကုတ်ဟိုဘက်ကနိရောဓသစ္စာကောလောကီလားလောကုတ်လားလောကုတ်ချင်းပေါ့နော်စောစောတုန်းကလောကီချင်းခုတော့ပါတော့လောကုတ်ချင်းအဲ့ဒါလို့ဆိုဖြတ်ခနဲ့ဒီညအောက်မှာအဖြစ်ပြက်မရှိတာဆိုတာဘာသစ္စာနိရောဓသစ္စာဆိုတာနိဗ္ဗာန်မဟုတ်လားနိဗ္ဗာန်ကိုသွားမြင်လိုက်တာဘာကိုသွားမြင်ဘာနဲ့မြင်တော့ဉာဏ်နဲ့မြင်ဉာဏ်က၅ပါးလား၈ပါးလား၈ပါးသမ္မာဝါစာသမ္မာကမ္မန္တသမ္မာအာဇီဝသီလမဂ်ကင်၃ပါးပါတိုးလာပြီးတော့ယခင်၅ပါးတည်းမဲ့၃ပါးတိုးလိုက်တော့၈ပါးဆိုတော့လောကုတ္တရာဖြစ်သွားတာမဟုတ်လားအဲ့ဒီအချိန်မှာအဖြစ်ပြက်တွေမြင်လာလားအဖြစ်ပြက်မရှိတာကိုမြင်လာလားဖြစ်ပြက်ဘာမှမရှိဘူးဆိုတော့တုံညပေါ့နော်ဘာမြင်လဲတုံညမြင်တာတုံညမြင်အောင်ရှုပါဆိုတာလေတုံညတော့လောကဝိခတုမောဂရာဇသဒ္ဒါတတောမောဂရာဇအမိရတဲ့မင်းစင်ရဲ့ကလေးနော်မရှုခင်လေအတ္တနုဒိဋ္ဌိဥဟိစာအတ္တဒိဋ္ဌိကိုခွာလိုက်ပါအောင်မပါတယ်နော်ဒါကြောင့်ဆရာတော်ဘုရားကြီးကလည်းပြောတာကိုမရှုခင်ဒိဋ္ဌိခွာပါအောင်ဆိုတာဒါပြောတာနော်အတ္တနုဒိဋ္ဌိအတ္တဒိဋ္ဌိကိုဥဟိစာပဲနှုတ်ပြီး၍ပွားပဲနှုတ်ပြီးမှာလောကံယုံနံလောကကြီးကိုတုံညာတော့တုံညာအဖြစ်ဝါတုံညာဖြစ်အောင်ဝါဘာမှမရှိအောင်ဖြစ်ပြက်မဲ့နဲ့ဖြတ်ခနဲ့အဖြစ်ပြက်ကလေးတွေမရှိအောင်ဒါကိုတုံညမဟုတ်လားအဝိခါသူရှုပါလို့အခုတိုင်းဆိုလို့ရှိရင်တုံညဆိုင်သွားပြီမဟုတ်လားတုံညနဲ့တုံညတအတူတူပါပဲတုံညဆိုင်တယ်ဆိုတာတုံညတဆိုင်တယ်ပေါ့
ဘာဆိုင်တယ်တုံညတဆိုင်တယ်ဒါနဲ့ပတ်သက်ပြီးတော့မိလိန်တာမင်းကြီးကမေးလို့အရှင်နာဂသိယန္တာမြတ်ကဖြေထားတယ်ဒီဥစ္စာလေးဒီမှာပြောခြင်းပါတယ်အရှင်ဘုရားတို့ကကိစ္စပြီးလို့ဆိုတယ်ဒီတော့မဲ့ညာဖြင့်နိဗ္ဗာန်ကိုမျက်မှောက်ပြုတယ်ဆိုတာဘယ်လိုဟာလဲဘုရားမေးတယ်နော်ဒီတော့ဟိုကပြောတယ်တန်တတစိတ်တံအပရာပရမဏတိကရောတောဥပပါဒံအတိတ်ကမိတဝါအနုပါဒံအောက်ကမတိအပရာပရံတပြောင်ပြန်မနတိကရောတောနှလုံးသွင်းသောတတထိုယောဂီပုဂ္ဂိုလ်ဤတန်စိတ်တံထိုစိတ်သည်ဟိုဖြစ်ပြမဲ့နဲ့အရှုခံနဲ့ရှုညာထပ်ပြန်တယ်လဲရှုနေလို့ရှိရင်အဲ့ဒီရှုတဲ့ပုဂ္ဂိုလ်ရဲ့ညာနော်တန်စိတ်တန်ထိုစိတ်သည်ဝါထိုစိတ်နဲ့ရှင်တဲ့ညာသည်ဖြစ်ပြမဲ့နဲ့ဆိုတော့ဒီညာကဘယ်သူနဲ့သွားတဲ့နေတို့ဖြစ်ပြနဲ့သွားတဲ့ဘယ်သူနဲ့သွားတဲ့ဖြစ်ပြနဲ့သွားတဲ့ဖြစ်ပြတွေကိုမြင်နေတယ်မဟုတ်လားဘာသစ္စာတွေမြင်တာတော့ဒုက္ခသစ္စာတွေမြင်နေတာဥပ္ပါဒံအတိတ်ကမိတဝါအဲ့လိုဖြစ်ပြနေတဲ့ဥစ္စာတွေကိုဖြတ်ခနဲ့ကြော်လွန်ပြီးတော့အနုပါဒံအောက်ကမတိအဖြစ်ပြမရှိတဲ့နယ်ဘက်ကိုလဲထွက်သွားတာအစတုန်းကဒီညာကဘာနဲ့တဲ့နေတော့ဖြစ်ပြတွေနဲ့တဲ့ရှုပါများတော့ကျတော့ဖြတ်ခနဲ့ဒီညာဟာဘယ်ဘက်လဲထွက်သွားအဖြစ်ပြမရှိတဲ့ဘက်လဲထွက်သွားဗါတဲ့တော့အဖြစ်ပြမရှိတဲ့ဘက်ကိုလဲထွက်သွားအစတုန်းကတော့ဘယ်သူနဲ့တဲ့နေတာတော့အဖြစ်ပြနဲ့တဲ့နေနောက်တော့တဖြည်းဖြည်းညာအားတွေကောင်းလာပြီးတော့ဖြတ်ဆိုညာအောင်မှလည်းအဖြစ်ပြမရှိဘူးညာကလည်းအဖြစ်ပြမရှိတဲ့ဘက်ကိုလဲထွက်သွားတယ်ဒီတော့ဒီအချိန်မှာညာနဲ့ဘာနဲ့တဲ့နေတော့အဖြစ်ပြမရှိတာနဲ့သွားတဲ့ဗါတဲ့တော့အဖြစ်ပြမရှိတာနဲ့သွားတဲ့တာတဲ့ဖြစ်ပြနေတာတွေကဘာသစ္စာဒုက္ခသစ္စာမြင်တဲ့ညာကဘာသစ္စာမက္ခသစ္စာအဲ့ဒီတုန်းကဘယ်နှစ်ပါးပါလိမ့်၅ပါးနဲ့မြင်တာအခုဖြတ်ခနဲ့ညာအားကောင်းသွားတော့ဒီညာကအဖြစ်ပြမရှိတဲ့ဘက်ကိုလဲထွက်သွားတယ်ဆိုတော့အဖြစ်ပြမရှိတာနဲ့သွားတဲ့တာပေါ့အဖြစ်ပြမရှိတာကဘာသစ္စာမြင်တဲ့ညာကဘာသစ္စာအဲ့ဒီအဖြစ်ပြမရှိတာကိုမြင်နေဆိုတော့ဟော၅ပါးလား၈ပါးလား၈ပါးဆိုတော့လောကီလားလောကုတ်လားလောကုတ်ညာကကိုအဲ့ဒါလိုလဲထွက်သွားတယ်တဲ့ဒီတော့တရားထိုင်နေတယ်ဆိုတော့ငုတ်တုတ်ကြီးဘေးကနေကြည့်ငုတ်တုတ်ကြီးမမြင်ရဘူးလားငုတ်တုတ်ကြီးမှမြင်နေရရင်ဒီခန္ဓာကြီးဆိုတော့ရုပ်တည်နဲ့နာမ်တည်နဲ့ဆိုတော့လည်းဖြစ်ပြနေမှာမဟုတ်လားသို့တော့သူ့ဟာသူဖြစ်ပြနေတာညာကအဲ့ဒီဖြစ်ပြဘက်ကိုလှဲ့ရဲ့လားမလှဲ့ဘူးဘယ်ဘက်လှဲ့သွားအဖြစ်ပြမရှိတဲ့ဘက်ကိုလှဲ့သွားဘယ်ဘက်ကိုလှဲ့သွားအဖြစ်ပြမရှိတဲ့ဘက်ကိုလှဲ့သွားအေးခန္ဓာကိုယ်ကြီးကတော့ဒီတိုင်းရှိနေတာပဲပျောက်တော့မပျောက်ဘူးသို့တော့ညာကအဲ့ဒီခန္ဓာကိုယ်ကြီးဘက်ကိုလှဲ့ရဲ့လားမလှဲ့ဘူးဘယ်ဘက်လှဲ့သွားအဖြစ်ပြမရှိတဲ့ဘက်ကိုလှဲ့သွားတယ်လို့ဒီလိုဟိုအရှင်နာဂသိယန္တာမြတ်ကဖြေပါတယ်အယံဝုဇ္ဇတိမဟာရာဇာနိဗ္ဗာနံသစ္စီကရောတိတိဒါပဲမင်းကြီးနိဗ္ဗာန်ကိုမဲ့ညာနဲ့မျက်မှောက်ပြုတယ်ဆိုတာအဲ့ဒါပဲမင်းကြီးဖြေပါတယ်ဒါဖြင့်ခုဘုန်းကြီးတို့တရားအလုပ်အထုတ်ပြီးတော့နေတဲ့အခါတခုခုတော့ရအောင်လို့ရုပ်ရဲ့အဖြစ်ပြက်ပဲဖြစ်ဖြစ်ဟောဝေဒနာရဲ့အဖြစ်ပြက်ဖြစ်ဖြစ်သင်ညာရဲ့အဖြစ်ပြက်သင်္ခါရရဲ့အဖြစ်ပြက်စိတ်ရဲ့အဖြစ်ပြက်ဘသူရဲ့အဖြစ်ပြက်ပဲမြင်နော်အဖြစ်ပြက်ရဖို့ပဲမဟုတ်လားဝေဒနာကြိုက်တဲ့သူကဝေဒနာရှုပါဝေဒနာရှုတော့ဝေဒနာတွေ့ရမှာလားဝေဒနာရဲ့အဖြစ်အပျက်တွေ့ရမှာလားကြိုက်တာရှုပါနော်ကြိုက်တာရှုပါသင်ညာရှုခြင်းရှုသင်ညာတွေ့ရမှာလားသင်ညာရဲ့အဖြစ်အပျက်တွေ့ရမှာလားသင်္ခါရရှုခြင်းရှုသင်္ခါရတွေ့ရမှာလားသင်္ခါရရဲ့အဖြစ်အပျက်လားစိတ်ရှုခြင်းရှုစိတ်ရှုရမှာလားစိတ်ရဲ့အဖြစ်အပျက်လားဟုတ်တယ်ဒါဖြင့်အဖြစ်အပျက်ရှုဖို့ပဲအဖြစ်အပျက်ရဖို့ပဲမဟုတ်လားဟုတ်တယ်ဖြစ်ပြနေတဲ့သဘောတွေကဘာသစ္စာဒုက္ခသစ္စာမြင်တော့တာပေါ့ဒါလိုတယ်ဒါလိုရင်ပဲအရေးကြီးပါတယ်ဒါအရေးကြီးပါတယ်အဖြစ်ပြမြင်ပြီဆိုလို့ရှိရင်လမ်းစဉ်မှန်ပြီလမ်းစဉ်တဲ့ပြီဟုတ်ကဲ့နော်ဒီမှာဘုရားကိုယ်တော်မြတ်ကြီးကိုယ်တိုင်ပြောနေပြီရှုတဲ့အခါအတုံးအခဲကြီးမြင်ရမှာလားတုံညဖြစ်သွားတာကိုမြင်ရမှာလားပြောပြီမဟုတ်လားပြီးတော့မရှုခင်လဲဘာခွာရအောင်မယ်ဒိဋ္ဌိခွာရအောင်မယ်ဒီမှာလမ်းစဉ်အပြည့်အစုံပေါ့ဘုရားကိုယ်တော်မြတ်ကြီးပြောထားတာဒီမှာအပြည့်အစုံရှိတယ်မဟုတ်လားအဲ့ဒါလို့ရှုရင်နဲ့အဖြစ်ပြက်တွေမြင်နေသေးတယ်ဆိုရင်ပဲလမ်းစဉ်မှန်ပြီဆိုတာတော့သိရပါရဲ့လမ်းဆုံးပြီလား
မဆုံးသေးပါဘူးဒါဆိုရင်ဝင်တာပါတော့ရှက်ရှုပါဆက်ရှုပါအဖြစ်ပြက်တွေဖြိုင်းမြိုင်းမြင်းဖြစ်ပြက်တွေလှိုင်းလိုက်မြင်းသဘောကျတာပေါ့နော်ကောင်းတာပေါ့အဲ့လိုသာရှုပါဒီတိုင်းဆိုရင်အဖြစ်ပြက်နဲ့မက်နဲ့အဖြစ်ပြက်နဲ့မက်နဲ့တဲ့နေတယ်မဟုတ်လားဟိုမက်ကလောကုလားလောကီလားလောကီပဲရှိပါသေးတယ်အဖြစ်ပြက်မြင်တော့ပါတော့လောကီပဲရှိပါသေးတယ်ဟာဒါကိုပဲမနှဲပါဘူးတဲ့လောကီမက်အဖြစ်ပြက်မြင်တာဒီပဲမနှဲပါဘူးတိတ်တန်ဖိုးကြီးပါတယ်ဖယားကိုရောမြတ်ကပြောတာဖြင့်ယောစဝတ္တတတံဇီဝေအပတံဥတယဘယံဧကာဟံဇီဝိတံတေယောပတ္တတောဥတယဘယံအတိတ်ပဲကအဖြစ်ပြက်မမြင်ဘဲနဲ့အနှစ်တရာပတ်လုံးအသက်ရှိပြီးတော့နေတာတဲ့အဲ့ဒါလိုအဖြစ်ပြက်ကလေးမြင်ပြီးတော့တရက်အသက်ရှင်ရတာကပိုးပြီးတော့မြတ်တယ်အဲ့ဒါလိုတောင်ဘုရားကိုရောမြတ်ကြီးကတန်ဖိုးထားဟောကြားပါတယ်အဖြစ်ပြက်မြင်တာဟာအင်မတန်တန်ဖိုးကြီးတယ်ဘာဖြစ်လို့တော့ဆိုတော့ကိုသွားရမယ်ခရီးလမ်းဆုံးရဲ့အစကိုတွေ့တာမဟုတ်လားကိုသွားရမယ်လမ်းဆုံးရဲ့အစကိုတွေ့တာဆိုတော့ဒီလမ်းစဉ်တွေ့ပြီဆိုရင်လမ်းစဉ်တဲ့ပြီငါတို့လောက်တာမှန်ပြီဆိုပြီးတော့ရှေ့ဆက်သွားရုံပဲမဟုတ်လားဒါကြောင့်ပြောတာပေါ့အဖြစ်ပြက်မမြင်ပဲနဲ့အသက်ရှည်လို့ကတော့ဘလောက်ပဲရှည်ပါပဲဟောဖြစ်ပြက်ကလေးမြင်ပြီးတော့အသက်ရှင်တဲ့အရှည်မျိုးကတရက်ပဲဖြစ်ဟောက်ဟိုအနှစ်တရားလောက်ရှည်တာတဲ့ပို့ပြီးတော့တန်ဖိုးကြီးတယ်လို့ပြောတာပေါ့ဟုတ်တယ်ဒါဖျစကားပါပဲဖြစ်ပြက်မပါသက်တရားနေတာအလကားဗါတဲ့ဖြစ်ပြက်မပါသက်တရားနေတာအလကားဖြစ်ပြက်ကိုမြင်တနေ့ပင်လွန်လှင်ထုတ်တဲ့အကျိုးများတနေ့ပင်လွန်လှင်ထုတ်တဲ့အကျိုးများဖြစ်ပြက်ကိုမြင်တနေ့ပင်လွန်လှင်ထုတ်တဲ့အကျိုးများအခုနောက်တော့ငါဖျစကားနဲ့အတူတူပဲမဟုတ်လားအေးလှုပ်လိုက်ကြစမ်းပါအခုအချိန်ရှိပါသေးတယ်ဒီအချိန်တက်ကိုကောင်းတာမရှိဘူးအားလုံးအခွင့်အရေးစုံညီကြလို့ဒီရောက်လာကြတာမဟုတ်လားရောက်လာတာဟိုရက်တွေများဖို့အချိန်တွေများဖို့မဟုတ်ဘူးတဲ့လိုက်လို့ရှိရင်တမာတိတီနဲ့စိုက်လိုက်လို့ရှိရင်ခဏလေးအတွင်းမှာမြင်နိုင်ပါတယ်။အိုးတစ်ချိန်တစ်ခါမြင်ထားရင်ပဲဒီအဖြစ်ပြမြင်တာဟာသစ္စာကိုမြင်တာမဟုတ်လား။ဘာသစ္စာမြင်တာဒါပဲလူတိုင်းမမြင်နိုင်ဘူးဒါဉာဏ်နဲ့မြင်တာနော်။မျက်စိနဲ့မြင်တာလားဉာဏ်နဲ့မြင်တာလား။ဒါပဲသစ္စာတိဆိုတာအဲ့ဒါပြောတာ။ဒီလိုအဖြစ်ပြက်ကလေးတစ်ချိန်တစ်ခါမြင်ရင်ပဲတဲ့တဘဝနှစ်ဘဝတော့အပယ်မလားဘူးတဲ့ဆရာတော်ဘုရားကြီးပြောပါတယ်တဘဝနှစ်ဘဝအပယ်မလားဘူးအေးအဲ့ဒါတော့သူတာဝန်ယူပါတယ်ဟိုဘယ်တော့မှအပယ်မလားအောင်လို့ဆိုရင်တော့အဲ့ဒီအဖြစ်ပြက်တွေဆုံးသွားတာကိုမြင်အောင်ကြည့်ရမှာပေါ့ဟုတ်တယ်အခုအဲ့ဒါပြောနေပြီဘုရားကိုယ်တော်မြတ်ကြီးလည်းဒါပြောနေပြီဘယ်တော့မှမသေးခြင်းဘူးဆိုလို့ရှိရင်သုံးညတဆိုင်အောင်ရှုပါပြောတယ်မဟုတ်လားသုံးညတဆိုင်အောင်ရှုပါသုံးညနဲ့သုံးညတအတူတူပဲမဟုတ်လားသုံးညနဲ့သုံးညတအတူတူပါပဲရုပ်ရှုတဲ့အခါရုပ်တွေ့ရမှာလားရုပ်ရဲ့အဖြစ်အပျက်တွေ့ရမှာလားရုပ်တုံးရုပ်ခဲကြီးအဆိုင်ခဲကြီးတန်တတိတရကြီးအတုံးခဲကြီးမြင်နေရင်တော့မပြီးသေးဘူးနော်ရှုတဲ့အခါကျတော့အဲ့ဒါလိုမဟုတ်ဖ ೇನೆ ဟောရိပ်ပြောင်းလဲပြီးတော့နေတဲ့သဘောကလေးတွေထိအောင်မြင်ရမှာနော်အဲ့ဒါလေးတွေကအဖြစ်အပျက်ကလေးတွေမဟုတ်လားဒီတော့ရုပ်ရှုခြင်းရှုပါရုပ်တွေ့ရမှာလားရုပ်ရဲ့အဖြစ်အပျက်တွေ့ရမှာလားဝေဒနာရှုခြင်းရှုဝေဒနာတွေ့ရမှာလားဝေဒနာရဲ့အဖြစ်အပျက်လားအေးခဲရင်မဟုတ်ဘူးနော်ဝေဒနာဆိုတာခုဘုန်းကြီးတို့အခုအိုက်တယ်ဆိုပါတော့အိုက်တယ်ဆိုရင်နည်းနည်းမနေတာလေးမဟုတ်လားဝေဒနာမဟုတ်လားမနေတာတဲ့ဝေဒနာဆိုတော့ဘာဝေဒနာတော့ဒုက္ခဝေဒနာဒီတော့ရက်တောင်လေးမခတ်ဘူးလားရက်တောင်လေးခတ်လိုက်တဲ့ခါကျတော့အိုက်တာလေးရှိသေးလားလွင့်ထွက်သွားတယ်အဲ့ဒီနေရာဘာဝင်လာတော့အဲဒုက္ခဝေဒနာဝင်လာတာအေးလေးဆိုတော့ချမ်းချမ်းသာသာလေးမဟုတ်လားဘာဝေဒနာတော့အဲ့လိုဆိုတော့ဒုက္ခဝေဒနာဟာမြဲရဲ့လားသူ့နေရာဘသူအစားဝင်လားဒုက္ခဝေဒနာအဲ့ဒီလိုရက်တောင်ဟိုဘက်ရောက်သွားကရှိသေးတဲ့တခါပြန်အိုက်လာပြန်ပြီအိုက်လာတဲ့ဆိုတော့ဒုက္ခဝေဒနာလေးလွင့်သွားတာပေါ့ဒီတော့ဒုက္ခဝေဒနာလေးကိုမြဲရဲ့လားမမြဲပါဘူး။ဩဒီလိုဆိုရင်ဒုက္ခဝေဒနာလည်းမမြဲဘူးဒုက္ခဝေဒနာလည်းမမြဲဘူးဒါကလေးသိနေတာဒီပြန်အပြောင်းအလွှဲလေးတွေသိနေတာမဟုတ်လားအဲ့ဒီအပြောင်းအလွှဲလေးတွေသိနေတာအဖြစ်ပြက်ကလေးတွေသိတာပဲမဟုတ်လား
ဒါပဲအကြီးအကျယ်မဟုတ်ဘူးအဲ့ဒါလေးတိနေတာကဘာသစ္စာမေဃသစ္စာပြောင်းလဲနေတာကလေးတွေကဘာသစ္စာဒါပါပဲလားအင်တိုက်အားတိုက်လုပ်ဖို့မဟုတ်ပါဘူးဒီဥစ္စာလေးတွေမလွတ်အောင်သိနေုံပါပဲအဲ့ဒါလို့နဲ့သိပါများလာတော့အခုချိန်တော့သိစရာလေးရှိနေသေးတယ်မဟုတ်လားအေးအပြောင်းအလွယ်လေးတွေကဘာသစ္စာဒုက္ခသစ္စာတိနေတာကဘာသစ္စာဒီတုန်းကတော့ဒုက္ခသစ္စာကိုမေဃသစ္စာနဲ့ဆိုတော့၅ပါးနဲ့ပေါ့နော်ကြာတော့သိပါများလာတော့သူတို့အပေါ်မှာမုန်းလာတာပေါ့နိဗ္ဗိန္ဒညာဖြစ်တယ်ပေါ့နော်အဲ့ဒါဆက်ရှုလိုက်တော့ဖြတ်ခနဲ့ဆုံးသွားတယ်ဆိုတာအဖြစ်ပြက်ကလေးဒီဘက်ကိုမလဲဘူးအဖြစ်ပြက်မရှိတဲ့ဘက်ကိုညာကလဲထွက်သွားတာဟုတ်ကဲ့နော်အဲ့ဒါလို့ဆိုတော့သူဘာမှမရှိတာကိုညာနဲ့သွားတဲ့တယ်မဟုတ်လားတုံညဖြစ်တာကိုသွားမြင်တာပေါ့တုံညဆိုင်သွားတယ်နော်တုံညနဲ့တုံညတအတူတူဆိုတော့တုံညတဆိုင်သွားတယ်ပေါ့ဒါဖြင့်ဘုရားကိုရောမြတ်ကြီးကပြောတာတုံညတဆိုင်အောင်ရှုပါပေါ့ပါတယ်တော့တုံညတဆိုင်အောင်ရှုပါဘယ်ယဟန်ဟောတာတော့မောဂရာဇယဟန်ဟောအဲ့ဒီတင်တော့ဒါပန်းဖြစ်ပြီးတော့တပည့်တော်ယဟန်ပြုခွင့်ပေးတော်မူပါလို့ဆိုတာနဲ့သူ့ယဟန်ပြုခွင့်ပေးလိုက်တာနဲ့သာသနာတော်ထဲရောက်လာတာဒီရောက်လာပြန်တော့လေဒီပုဂ္ဂိုလ်ကနှဲမဟုတ်ဘူးပါရမီနဲ့လာခဲ့တဲ့ပုဂ္ဂိုလ်ဆိုတော့ तू အတိတိတာဝကဝင်တဲ့ပါဝင်လာပဲထက်လက်ထက်တဲ့ပုဂ္ဂိုလ်လက်ဝဲတော်ရံဘက်က39ပါးမြောက်မူလားဟိုစင်စင်ရဲရဲသင်္ကန်းစုပ်စုပ်ပြက်ပြက်ဝတ်တတ်တဲ့နေရာမှာ तू ကဣတတက်တောင်ရတာမဟုတ်လားအဲ့ဒီကိုတော်ပါခုအဲ့ဒီကိုတော်ဟောတဲ့တရားအရာချုပ်လိုက်တော့ဘုန်းကြီးတို့အာလုံးတရားရခြင်းနဲ့ဆိုရင်သုံးညတဆိုင်အောင်ရှုရမှာပေါ့ရုပ်ရှုနာမ်ရှုဘယ်လိုဆိုင်အောင်ရှုရမလဲအာလုံးကိုစီကိုငါသုံးညတဆိုင်အောင်ရှုနိုင်ကြပါစေရှုလဲရှုကြပါလို့တိုက်တွန်းရင်အချိန်စေတဲ့အတွက်တော်ကြအောင်စို့